စိတ်ဖြူစင်မှုအင်အားစုများစိတ်မှာအမြင့်ကြီးရောက်နေလို့ရှိရင်ဟောဒီအင်အားစုတွေကစိတ်ကိုဖြူစင်စေနိုင်တယ်စိတ်ဖြူစင်စေတဲ့အကြောင်းတရားများကိုမိမိတဏ္ဍာမှာထူထောင်ပေးခြင်းဖြင့်စိတ်ရဲ့အမြင့်ကြီးတွေကင်းစင်သွားနိုင်ပါတယ်ဒီအင်အားစုများဟာလည်းရှင်ဘက်စိတ်တွေရဲ့အခြေအနေအလိုက်စွမ်းရည်တတိဟာအဆင့်ဆင့်ရှိတယ်လို့ဒီလိုသဘောပေါက်ကြရအောင်မှန်ပါပါဆိုရလို့အလောဘကဒေါဘကိုပြဖြောင်းနိုင်တယ်လို့ဒီဖြူစင်စေတဲ့အင်အားစုတွေထဲမှာအလောဘဆိုတဲ့သဘောတရားကဒေါဘကိုပြဖြောင်းနိုင်တယ်ဆိုတဲ့နေရာမှာဒီမှာတင်တဲ့ပုဂ္ဂိုလ်တွေသဘောပေါက်ဖို့ရတာထိုအလောဘဒီဘယ်စိတ်မှရှင်တဲ့အလောဘလဲဆိုတာကိုကြည့်ရမှန်ပါပါဗျာမဟာကုသိုလ်စိတ်လို့ဆိုတဲ့ဒါနကောင်းမှုသီလကောင်းမှုဘာဝနာကောင်းမှုလုပ်တဲ့အလောဘကလောဘကိုပယ်နိုင်တာဟာတရင်ကပဲပယ်နိုင်တယ်စွန့်ရင်တည်းဒီလောက်မပြေဘူးပေါ့မှန်ပါပါရူပဝဆနာကုသိုလ်စိတ်ဇန်တရားတွေနဲ့ရှင်တွဲလာပြီဆိုလို့ရှိရင်အဲ့ဒီအလောဘကဒီလောဘကိုတော်တော်ဝေးဝေးဖယ်ရှားထားနိုင်တယ်လုံးဝနီးနီးလောက်ဖြောက်ထားနိုင်တယ်သူကစွန့်ရင်တည်းပိုထက်တာမစိမ့်နဲ့ရှင်တဲ့အလောဘကြတော့လောဘကိုအကျဉ်းချန်ရှိအောင်ဖယ်ရှားပြနိုင်တယ်လို့ဒီလိုမှတ်မစိမ့်ဆိုတဲ့နေရာမှာလည်းပဲလောဘရဲ့သဘောကိုဆင့်ဆင့်ပယ်သွားနိုင်တယ်သောတပတိမကသောတပတိမနဲ့ရှင်တဲ့အလောဘကအပေဘုံကိုကြစေနိုင်တဲ့လောဘမျိုးကိုဖယ်ရှားနိုင်တယ်သို့တော့လူပြည်လက်ပြည်ဒီအပေကိုကြစေနိုင်တဲ့လောဘမျိုးမဟုတ်ဘူးလူပြည်လက်ပြည်မှာဒီလောဘရှိနေရတဲ့လူပြည်လက်ပြည်ရောက်နိုင်တယ်ဆိုတဲ့လောဘမျိုးကိုမဖယ်နိုင်သေးဘူးသူမှန်ပါပါဗျာဒါကြောင့်သောတပန်ဖြစ်တဲ့ဝိသခါတို့ခொနနေသမီးကသောတပန်ဖြစ်လာပြီမဲ့လို့16နှစ်သမီးလောက်ကျတော့အိမ်တော်ပြုသေးတာပေါ့နော်မှန်ပါပါဗျာဒီတော့သူလောဘကမဖယ်နိုင်ဘူးလို့ဒီလိုမှတ်အပေကြစီတဲ့လောဘကိုသူဖယ်ရှားပြနိုင်တယ်တရားရဂမိမနဲ့ရှင်တဲ့အလောဘကြတော့အမတန်အားနည်းတော့ဖယ်ရှားပြတယ်အနာဂမိမနဲ့ရှင်တဲ့အလောဘကြတော့ကာမအာယုန်လို့ဆိုတဲ့မျက်စိနာနာလျာကိုကရရှိလာတဲ့အာယုန်ဒီနဲ့ပတ်သက်တဲ့တွေ့တာတဲ့လောဘကိုကျွမ်းမဲ့ဖယ်ရှားပြလိုက်တယ်သို့တော့ဇန်နဲ့ပတ်သက်ပြီးတွေ့တာတဲ့လောဘဓမ္မဘုံပေါ်မှာတွေ့တာတဲ့လောဘမျိုးတော့မဖယ်ရှားနိုင်သေးဘူးအဲဒီတော့တရားဂမိနဲ့အနာဂမိနဲ့အရဟတမနဲ့ရှင်တဲ့တော့အလောဘကျတော့လောဘကိုကျွမ်းကျန်မရှိလုံးဝပြောင်းဖယ်ရှားပြနိုင်တယ်ဒီလိုသဘောပေါက်တာနော်မှန်ပါဗျာဒီကနေ့ဟောမှာကစိတ်ဖြစ်စင်မှုအင်အားစုများလို့ဆိုတာသောဗနစေတသိက်တွေအကြောင်းကိုဟောမယ်မှန်ပါပါသောဗနဆိုတာတင့်တယ်လို့အင်္ဂလိပ်လိုတဲ့ဒါကြောင့် beautiful middle state လို့ပြောပြန်တယ်မှန်ပါပါတင့်တယ်အကောင်းမြတ်တယ်တင့်တယ်ကောင်းတယ်ဆိုတာကောင်းတဲ့အရည်အသွေးတွေရှိလို့ကောင်းတာကိုကြိုက်လို့ကောင်းတာမျိုးပြောတာမဟုတ်ဘူးတင့်တယ်ကောင်းမြတ်တဲ့အရည်အသွေးတွေကောင်းမျိုးချမ်းသာတွေကိုဖြစ်ပေါ်စေတတ်လို့ကောင်းတယ်လို့ဒီလိုပြောတာနော်မှန်ပါပါသူရဲ့အကျိုးပေးကလှလှပပအကျိုးပေးရတာဖြစ်သောကြောင့်ကောင်းတယ်တင့်တယ်လို့ပြောတာစိတ်ကိုသူတို့ကဖြူစင်စေတတ်လို့စိတ်ဖြူစင်မှုစိတ်ထဲမှာဖြစ်ပေါ်လာတဲ့အားနဲ့တိုက်ဖြတ်နေတဲ့သဘာဝတရားတွေသဘာဝမှာသဘာဝချင်းပဲတိုက်တယ်ဟုတ်ကဲ့လားမှန်ပါဗျာဒီနေ့ရေဆိုတော့မိငင်းရင်ရေကိုသုံးပြရတယ်ပေါ့ခုခေတ်တော့တခြားနည်းတွေလည်းရှိတယ်ပေါ့နော်မှန်ပါဗျာအဲတော့အဓိကကတော့မိငင်းရင်ရေနဲ့ပဲပေါ့လားမှန်ပါဗျာရေနဲ့ပြီးဆိုတာတော့စัจ jin ပဲလို့နေတာအဲ့တော့သူကလည်းသူဖေရှားပြဖို့ရအကြောင်းတရားတွေအကုန်လုံးရှိတယ်စိတ်ထဲမှာလည်းသဘာဝဒီသဘာဝကိုကြောင်းနိုင်တာပဲကိုယ်ကတောင်းနိုင်တဲ့သဘာဝကိုထူထောင်ဖို့ဒီ
ဒီကြားထဲမှာကိုယ်ဟာလို့ပြောကြတယ်ခုမှမရှိဘူးသူ့ဘာသူအချင်းချင်းအကြောင်းနဲ့အကျိုးဖြစ်ပြီးတော့သွားတာနော်မှန်ပါဗျာကောင်းပြီအဲ့ဒီဖြူစင်စေမှုစိတ်ကိုဖြူစင်စေတဲ့အင်အားစုတွေထဲမှာကျမ်းစာမှာလာတဲ့အစီအစဉ်နဲ့ပြောရရင်တတ္တာတဲ့နံပါတ်1အရင်ဆုံးပြောပမာစကားတော့ပေါ့ပေါ့ခေါ်တဲ့အခါတတ္တာလို့ခေါ်ကြဒါလေးနဲ့နောက်6ဆင့်ထားတာဆိုတော့တတ္တာလို့တတ္တာဆိုတာကယုံကြည်တာယုံတယ်စိတ်ကြည်တယ်ရဲရင်တယ်ဆုံးဖြတ်နိုင်တယ်ကုသိုလ်ကောင်းမှုမှာစိတ်ဝင်စားတယ်ဆိုတဲ့ဒီသဘောလေးအားလုံးကိုတတ္တာလို့ခေါ်တယ်မှန်ပါပါယုံနာတဲ့လူတွေကိုတတ္တာမဟုတ်ဘူးဒါကြောင့်မို့လို့ပမာစကားမှာယုံကြည်လို့တွေ့တာယုံတဲ့စိတ်ထဲမှာလည်းကြည်နူးတယ်ဒါဖြစ်လို့ရှိရင်စိတ်ကြည်နူးတယ်စိတ်တန်ရှင်းတယ်ကြည်လင်တယ်အေးမြတယ်အလုပ်တစ်ခုကုသိုလ်ကောင်းမှုလုပ်ဖို့ရအတွက်ရဲရဲတယ်ဖြတ်တတ်တယ်စိတ်ဝင်စားတယ်ဒါတွေအားလုံးမှာတတ္တာရဲ့ပြင်ကျင်လက္ခဏာလေးလို့ပြောပါနော်မှန်ပါပါအေးယုံကြည်တယ်ဆိုတော့သူယုံကြည်မှုနဲ့ပတ်သက်လာလို့ရှိရင်တော့ကန့်တတ်တစ်ခုတော့ထားဘာလို့ယုံနာလဲဘုလူပြောဒီလူပြောယုံနာလားလို့ဆိုတာကြတော့အဲ့လိုဘုလူပြောဒီလူပြောယုံသမျှတွေကိုတတ်တာလို့ခေါ်တာမဟုတ်ဘူးတဲ့ယုံနာဆိုတာနဲ့ပတ်သက်လာလို့ရှိရင်ကိုဟာယုံဒီဟာယုံလားလိမ့်သွားရင်လည်းယုံသွားတယ်ဟုတ်လားအဲ့ဒါမျိုးကပညာမဲ့တဲ့သဘောတွေပဲဖြစ်တယ်ယုံနေဆိုတာဘာကိုယုံနာလို့ဆိုလို့ရှိရင်ကံကံကြီးကျိုးလို့ယုံတယ်ကံကံကြီးကျိုးယုံတယ်ဆိုတာဘာလို့လို့ကိုယ်ပဲတာဝန်ရှိတယ်လို့ဒီလိုလက်ခံတာကံကံကြီးကျိုးယုံတယ်ဆိုတာကိုယ်ကကိုယ်ရတယ်လို့လက်ခံတာနော်မှန်ပါပါဗျအင်္ဂလိပ်လိုပြောရင် responsible ကိုယ်တာဝန်ယူရတယ်ကိုယ်လုပ်ရင်ကိုယ်နဲ့ပဲဆိုင်တယ်လို့လက်ခံတာတချို့ကအဲ့လိုလက်ခံမှုလေးကိုယ်လုပ်ပြီးထာဝရဘုရားနဲ့ဆိုင်ရရှိသေးတာကိုလုံးရင်ကိုဆိုင်ရမှာသူများတော့တော့မပြောနဲ့နော်ကိုလုံးကကိုပဲအဲ့ဒီလိုကိုလုံးကကိုနဲ့ဆိုင်တယ်လို့ဒီလိုလက်ခံတာကံကံအကျိုးလက်ခံတယ်လို့ပြောကမ္မတက္ကတာသမာဓိဋ္ဌိကမ္မတက္ကတာအမြင်မှန်နဲ့ပြောရတဲ့အခါကျတော့သမာဓိဋ္ဌိပေါ့အဲ့တော့ကံနဲ့ကံဤအကျိုးကိုယုံကြည်တာဆိုတာဟာယုံကြည်မှုလက်ခံမှုဒီအခြေခံတရားလို့ဒီလိုပြောရလက်ခံနေရုံလေးနဲ့တော့အလုံးမဖြစ်သေးဘူးနော်လက်ခံပြီးတဲ့အခါရှေ့ဆက်လုပ်ဖို့လိုတယ်ဒါကြောင့်မို့တတ္တရာဆိုတာအစကလေးပဲဘုရားဘာသာမှာတခြားဘာသာတွေမှာတော့သိအရေးပါတယ်တတ္တရာယုံကြည်မှုဆိုတာဘုရားဘာသာမှာတော့အစလေးပဲရှိသေးတယ်ယုံကြည်မှုဒီတကယ်ကိုအစလေးရှိသေးတယ်နော်မှန်ပါဗျာယုံကြည်မှုနောက်မှာပညာမလိုက်နိုင်ဘူးဆိုရင်ထိုယုံကြည်မှုဒီ blind faith လို့ခေါ်တဲ့ဉာဏ်ကန်းယုံကြည်မှုမျိုးရောက်သွားနိုင်တယ်။မှန်ပါဗျာ။အင်္ဂလိပ်လိုပြန်ရင်ခုခေတ်မှာတော့ confidence လို့ပြန်တယ်။ confidence ကကိုယ့်ကိုယ်ယုံကြည်တာမျိုးကိုယ့်အကိုတိုးတာမျိုးအဲ့ဒါလည်းမဟုတ်ဘူးတကယ်တော့ faith ယုံကြည်တာမျိုးအားလုံးအဲ့တော့ပညာနဲ့ယုံကြည်တာမျိုးအားလုံးကိုဒီဘုရားဘာသာယုံကြည်မှုလို့ဒီလိုဆိုတယ်နော်မှန်ပါပါကောင်းပြီယုံတယ်ဆိုတာနံပါတ်1ကာယရဲ့အကျိုးကိုယုံနေတာအခြေခံလက်ခံမှုနံပါတ်2ကျတော့အဲ့ဒီတဲ့အဆင့်မြင့်သွားတယ်ဘာလို့လက်ခံတာလဲဆိုတော့မြတ်စွာဘုရားရဲ့တမ္ပယုတ္တဉာဏ်တော်ကြီးကိုယုံကြည်တယ်ဒါဘုရားရဲ့အရေးချင်းကိုယုံကြည်တယ်ဘုရားရဲ့အရေးချင်းတွေထဲမှာဉာဏ်ဟာအဓိကမကြောက်ဘူးလားဟုတ်ပါကြောက်အေးဉာဏ်မရှိလို့ရှိရင်မမရင်းရင်းတွေခေါ်မှာပေါ့မှန်ပါအသိဉာဏ်မပြည့်စုံဘူးပညာနဲ့ပတ်သက်ပြီးတော့မလုံလောက်တဲ့ပုဂ္ဂိုလ်ခေါ်မယ်ဆိုလို့ရှိရင်မမရင်းရင်းတွေဖြစ်ကုန်မှာပေါ့မှန်ပါမမရင်းရင်းတွေကိုလိုက်တာလုပ်ပြီးလေဆိုလို့ရှိရင်ထင်တဲ့အတိုင်းဖြစ်ပါမလားလမ်းစဉ်တစ်ခုကမှားနေပြီဆိုရင်ဘယ်လိုမှအကောင်းကြီးပေါ်လို့ရမှာမဟုတ်ကောင်းကြီးပေါ်ရင်ကိုယ်ထင်တဲ့တိုင်းတစ်ခုမှပြတ်လာမှာပေါ့နော်မှန်ပါဗျာဒါကြောင့်လို့မှန်ကန်မှုဆို
အသိဉာဏ်ကပြည့်ပြည့်စုံစုံရှိပါဒါလို့ရင်ဒါဖြစ်တယ်ဆိုတာတေချာချာသိတဲ့အသိဉာဏ်မျိုးနဲ့ဟောမှာဒါကြောင့်မြတ်စွာဘုရားကအာမခံတရားပညာသိစိတ်ကတ္တဝါပုံရိပ်ခြင်းပြီသူဟောတဲ့တရားတွေကတရားအပညာကိုယ်တိုင်သိပြီးမှဟောတာတဲ့ tradition တွေနဲ့စာရဲပါလို့ပြောတာမျိုးမဟုတ်ဘူးဆရာကြီးတွေပြောခဲ့တဲ့စကားမှတ်ထားပြီးတော့ပြောတာမျိုးမဟုတ်ဘူးတဲ့သမိုင်းထဲမှာပါလို့ပြောတာမျိုးမဟုတ်ဘူးတဲ့ဘယ်ဒီလိုဆိုပါဆရာကြီးကဘယ်လိုပြောရဲဆိုတာမျိုးတွေကိုထပ်ဆင့်တင်ပြတာမျိုးမဟုတ်ဘူးတဲ့တရားအပညာတန်ခိုင်းကျိုးရှိတယ်ဆိုတော့ကိုယ်တိုင်သိနော်ကိုယ်တိုင်သိရုံနဲ့မကဘူးသစ္စိကတ္တဝါတကယ်ကိုမျက်မှောက်ဆိုတဲ့စကားကကိုယ်တွေ့ကိုပြောတာတချို့ကသူများပြောပြီးယုံပြောရတယ်ကကိုယ်တွေ့မဟုတ်ဘူးသူများတွေ့တာဟုတ်လားရသော်တရားတဲ့အဲ့လိုမဟုတ်ဘူးတရားပညာသစ္စိကတ္တဝါသိတော့လည်းကိုယ်တိုင်သိတယ်ကိုယ်တွေ့လည်းကြုံတယ်လက်တွေ့လည်းကြုံတာအဲ့ဒါမျိုးကိုဟောတာဖြစ်တော့ကြောင့်အဲ့တော့အစင်းနဲ့တတ်တာကြတော့ရသော်ဘုရားရဲ့တန်မြတ်တဲ့ဉာဏ်တော်ကြီးကိုယုံကြည်တာဘုရားရဲ့ဘောဓိဒါကြောင့်မို့စာပေကျမ်းမှာတုတ်တန်ဒီမှာမြတ်စွာဘုရားကတတ္တဟတိတထာဂတတဘောဓိတထာဂတမြတ်စွာဘုရားရဲ့ဘောဓိအတိဉာဏ်ကိုတတ်တယ်နဲ့ယုံကြည်တယ်လက်ခံတယ်အဲ့ဒါတတ်တာနော်ဆင့်မြင်သွားတယ်ဘုရားရဲ့အတိဉာဏ်ကိုလက်ခံတယ်လို့ဆိုလိုက်တာနဲ့ပဲဘုရားဟောတဲ့တရားကိုလည်းလက်ခံတယ်ဘုရားဟောတဲ့တရားနဲ့လိုက်နာကျင့်ကြံလို့အောင်မြင်ပေါက်ရောက်နေတဲ့အရိယတန်ခါတွေကိုလည်းလက်ခံတယ်ဆိုတဲ့အိဗယ်မပြီးပြီဘူးလားပြီးပါပါအဲ့ဒါကအစင်းမြင့်တတ်တာလို့ခေါ်တယ်နော်အဲ့ဒီအစင်းမြင့်တတ်တာမှာမဲ့နဲ့ရှင်တွဲပြီးတော့လာတဲ့အခါကျတော့လုံးဝခံရတဲ့ဒါကြောင့်ဘုရားတရားတော်မှာလာတဲ့တတ်တာတွေကအာကာရဝတ္တိတတ်တာအာကာရဝတ္တိဆိုတာကျိုးကြောင်းစီရောတဲ့အကြောင်းလုံးအကြောင်းရှိတဲ့တတ်တာကိုပြောတယ်အယံမဲ့ယုံတဲ့တတ်တာမျိုးမဟုတ်ဘူးတဲ့အာကာရဝတ္တိတတ်တာနောက်တစ်ခုကဓာတနာမူလိကတတ်တာကိုယ်ပိုင်သိမြင်မှုကိုအခြေခံတဲ့တတ်တာလို့ပြောတာမှန်ပါပါကိုယ်ပိုင်သိပြီးတော့အခြေခံတဲ့တတ်တာမှာဘယ်သူပြောလို့မှလက်ခံစရာအကြောင်းမရှိတော့ဘာလို့ကိုယ်တိုင်သိတာဟုတ်တယ်မှန်ပါပါကိုယ်တိုင်သိထားလို့ရှိရင်ကိုယ်တိုင်မသိရင်တော့သူများပြောတာလက်ခံရအောင်မှာဓာတနာမူလိကတတ်တာဆိုတာကိုယ်တိုင်သိထားပြီးတော့မှဒီသူ့ဘာလို့ဆိုတော့ရန်ကုန်မြို့နေတဲ့ပုဂ္ဂိုလ်တွေရွှေဘုံတရားခေါက်ရှိဘုရားရောရွှေဘုံတရားဆိုတာဘယ်လိုဆိုတာသိပယ်နာသွားတယ်ဆိုတာလည်းသိဘုန်းနေမနေတဲ့ပုဂ္ဂိုလ်တွေကြတဲ့ရွှေဘုံတရားကြားတော့ကြားဘူးလေဘယ်နာမှမသိဘယ်ကုံမျိုးရဲ့ပုံနဲ့တော့မြင်ဘူးရဲ့သူရလာတရားနဲ့တရားမှန်ပါဗျာဒီကကိုယ်တိုင်သိပြီးတော့လက်ခံတာဘုရားအကြမ်းနဲ့လက်ခံတာဟုတ်ကဲ့မှန်ပါပါဓာတနာမူလိကဆိုအမြင်ကိုအခြေခံပြီးတော့လက်ခံတာမြင်ပြီးဆိုလို့ရှိရင်ဘယ်သူမှပြောင်းလဲပြစ်လို့မရနိုင်ဘူးကြည့်နေတဲ့ခါတော့မြတ်စွာဘုရားရှင်သာရိပုတ္တရာကိုမေးတယ်သာရိပုတ္တရာတဲ့အတွေးမပါကြံစည်မှုသုံးသပ်မှုတွေမပါတဲ့တမာတိမျိုးတွေးတဲ့စိတ်တွေးရရင်မပါဘူးကြံစည်မှုမပါဘဲနဲ့လုံးဝတည်ငြိမ်နေတဲ့တမာတိမျိုးရှိတယ်ဆိုတာယုံကြည်သလားလို့မေးတော့ရှင်သာရိပုတ္တရာကပြောလို့ဆိုအရှင်ဘုရားနဲ့တပည့်တော်မယုံပါဘူးလေကိုယ်တိုင်သိတာပါသူများပြောလို့ယုံတာမဟုတ်ပါဘူးလေဒါတပည့်တော်ကိုယ်တိုင်ကိုခဏခဏအကျဉ်းချင်းဝင်စားလို့ဒီတမာတိမျိုးရခဲ့ပါတယ်လို့ပြောတာနော်မှန်ပါပါဗျဓမ္မဂရမှာဒါကြောင့်မို့ရှင်သာရိပုတ္တရာကိုအတ္တခြင်းယူတဲ့သူတော်ဘာစကားနဲ့ယုံတဲ့ပုဂ္ဂိုလ်မဟုတ်ဘူးလို့ပြောတာဘာလို့ကိုယ်တိုင်သိတာကိုယ်တိုင်သိတဲ့ပုဂ္ဂိုလ်ဒီရစကားယုံရမရှိဘူးဒါကြောင့်မို့တတ္တာဆိုတာအဆင့်တစ်ခုတလုံးမှတ်ထားမှန်ပါပါတခုနဲ့တခုမတူဘူးတရားနဲ့တရားဖြစ်တဲ့တတ္တာဆိုတာလည်းမတူဘူးအတိညာပါတဲ့တတ္တာအတိညာမပါတဲ့တတ္တာဒီလိုလဲခွဲရအောင်မယ်နော်မှန်ပါပါပညာမဲ့တရားကြတော့တလွဲကိုရောက်သွားတယ်
ပညာနဲ့တရားကမှတန်ဖိုးရှိတယ်ဒါကြောင့်မို့တတ္တာကိုပညာစောင့်မှလမ်းလျှောက်တယ်တဲ့ပညာနဲ့ထိမ့်မပေးလို့ရှိရင်တတ္တာလမ်းချော်သွားနိုင်တယ်ဒါကယုံတဲ့အပိုင်းကြည်တဲ့အပိုင်းဆိုတာဟောဒီတတ္တာဆိုတာလေးဖြစ်လာလို့ရှိရင်ကာမဂုဏ်အာယုခံစားနေတဲ့စိတ်တွေဘုံပြီးတဲ့စိတ်တွေထိုင်ပိုင်းတဲ့စိတ်တွေတွေ့ဝေဝင့်ပြန်တဲ့စိတ်တွေဒါတွေအကုန်လုံးကင်းပြီးတော့ငြိမ်ဝတ်သွားစိတ်လေးမှာအငြိကြီးကင်းပြီးတော့ကြီးနေစိတ်ကြီးနေပြီဆိုလို့ရှိရင်အေးတရားဝဲတော်တရားနာအောင်ပါဆိုစိတ်လည်းပေါ်တယ်နော်စိတ်ကြည့်တဲ့လူဒီစိတ်ပါမှာမဟုတ်ဘူးနော်အေးဘုရားကနေရှင်းပြီးတော့ပန်းလေးတွေလဲဦးမှာပဲဘုရားဆုံးတော့တဲဦးမှာပဲဘုရားရှိခိုးဦးမှာပဲဗိစေဦးမှာပဲတို့ဘုံကမ္မဋ္ဌာန်းထိုင်ဦးမှာပဲဆိုတဲ့စိတ်ကူးစိတ်တန်းလေးတွေကစိတ်ကြီးနေတဲ့အခါမှာပို့လို့ဖြစ်တယ်ဆိုတာဟုတ်ပါဘူးအဲ့ဒီလိုစိတ်ကြီးနေတာလေးဟာလည်းငါတဏ္ဍာမှာကုသိုလ်ကောင်းမှုနဲ့ပတ်သက်ပြီးစိတ်ကြီးနေတာလေးဟာလည်းတဏ္ဍာလို့ပဲဒီလိုမှတ်ပါစိတ်ကလေးကြီးုံနဲ့မကဘူးလေခါတည်းစိတ်ကလေးကစွမ်းအားတွေပြည့်တာတစုံတစ်ခုကိုလုပ်ဖို့ရတဲ့သူကရွတ်ရွတ်ချင်ချင်လုပ်တယ်ဘယ်အရာမျိုးဖြစ်ဆုံးဖြတ်ပြီးလို့ရှိရင်တတ္တရာဆိုတဲ့စွမ်းအားလေးရလာပြီဆိုလို့ရှိရင်ဟောလူမှုတန်းမှုဆိုလည်းနောက်မတွန်းတော့ဘူးကုသိုလ်ကောင်းမှုလုပ်ဖို့ရနောက်မတွန်းဘူးတတ္တရာစွမ်းအားပြင်းလာလို့ရှိရင်ဒါတတ္တရာရဲ့စွမ်းအားတွေကြီးပဲအကုန်လုံးတဘာဝတစ်ခုမှာစွမ်းအားလေးရှိတတ်တယ်ပေါ့နော်အေးဒါကြောင့်မလို့တတ္တရာဆိုတာဘုရားတရားတော်မှာသောတာပန်ဖြစ်သွားပြီဆိုလို့ရှိရင်ဒီတတ္တရာပါဖို့ဖြစ်သွားဘာလို့လဲဆိုသောတာပန်ပုဂ္ဂိုလ်ကြီးအမှားတွေးမြင်ခြင်းဆိုတဲ့ဒိဋ္ဌိနဲ့တန်တရားဖြစ်ခြင်းဆိုတဲ့ဝိသိကိစ္စလောကရှင်းသွားရင်မဟုတ်လားမှန်ပါပါအဲ့တော့တန်တရားဖြစ်တာလည်းမှားမှားရင်းမြင်တာမရှိဘူးဆိုရင်သူ့ရဲ့ဆုံးဖြတ်ချက်ဟာတည်ငြိမ်သွားပြီပေါ့မှန်ပါပါဒါကြောင့်မို့လို့သူ့ရဲ့တတ္တဟာခိုင်မြဲတဲ့တတ္တလို့ခေါ်တယ်။ကျန်တဲ့ပုရုဇဉ်ရဲ့တတ္တကမခိုင်မြဲသေးဘူးတဲ့။ပြောင်းလဲမှုတွေများစွာဖြစ်နေသေးတယ်။တတ္တကိုထိမ့်မဲ့ပညာကလည်းအားနည်းနေသည့်အတွက်ကြောင့်ကိုလူကပြောရင်ဟုတ်လို့ဒီလူကပြောရင်ဒီဟုတ်လို့ဘုဘာသာကဟောရင်ဟုတ်တယ်လို့ထင်ဒီဘာသာကဟောရင်ဟုတ်တယ်လို့ထင်ဒါမျိုးတွေဖြစ်တယ်နော်။မှန်ပါပါ။အေးဒါကြောင့်မို့လို့ဒီတတ္တကိုခိုင်မာအောင်လုပ်ဖို့လိုတယ်တတ္တရာမှာခိုင်မာလာပြီဆိုလို့ရှိရင်သူနဲ့ပတ်သက်လာတဲ့စိတ်ထဲကအညစ်အကြေးတွေကိုသူတွန်းထုတ်နိုင်ပါလေ။ညာရင်တွန်းထုတ်နိုင်တယ်။နိဝရဏလို့ဆိုတဲ့ကာမိသန္တာလောဘဗျာပါဒလို့ဆိုတဲ့အလိုမကျတာတွေဥဒိစ္စဒုက္ခဆိုတဲ့စိတ်လွင်တာစိတ်ငြိမ်းချမ်းမှုမရတာစိတ်ပူပန်နေတာတွေထိနှံနေတာလို့ခေါ်တဲ့စိတ်အားတွေလျော့ကျသွားတာတွေရောရဲထိုင်နိုင်သွားတာတွေဝိသိကိစ္စလို့ဆိုတဲ့တန်လျာတွေဝဲနေတာတွေအဲ့ဒါတွေကိုတတ္တကဖယ်ရှားပြနိုင်တယ်သူစွမ်းရည်ပဲနောက်စိတ်ကိုပူပန်စေတဲ့ကိလေသာတွေကိုလည်းဟောဒီတတ္တကဖယ်ရှားပြနိုင်တယ်တတ္တရှိလာတဲ့ပုဂ္ဂိုလ်တရားမှာလမ်းမှန်ကိုရောက်လာမြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကတာဝတိမြမကြီးကနိဗ္ဗာန်တရားကြီးဖွင့်တော်မူပါလို့တောင်းပန်တဲ့အခါမှာဘုရားကနိဗ္ဗာန်တရားတော့ဖွင့်မယ်ဒါပေမဲ့လို့ပမ္မုဇန္တုတတ္တံတဲ့ငါ့ပေါ်မှာယုံကြည်ချက်တော့ထားကြလို့ဒီလိုခေါ်တယ်။အဲဒီလိုဆိုရင်မယုံကြည်ရင်နားထောင်မှာမဟုတ်ပဲကိုဒါကြောင့်မို့လို့နားထောင်ဖို့အတွက်ယုံကြည်မှုကအရေးပါပဲ။အေးဒါဒီတတ္တံကောင်းတဲ့စိတ်တွေနဲ့ရှင်တွဲပြီးတော့ဖြစ်တာပေါ့အဲ့ဒါမှတန်ဖိုးရှိတယ်ကြည်ရတဲ့ပတ်သက်ပြီးတော့စัจ java ရင်းမြင့်ကြီးရဲ့ဗရမ ्या ယရနာကြီးရေဒီဘလောက်နောက်နေနေအဲ့ဒီဗရမ ्या ယရနာထည့်လိုက်တာနဲ့အနောက်တွေထိုင်ပြီးတော့ရေကြည်သွားစေနိုင်တဲ့စွမ်းရည်တတ်ရှိတယ်ထို့တူပဲလူရဲ့စိတ်မှာလောဘတွေဒေါသတွေမောဟတွေဆိုတဲ့အနောက်တွေရှိနေတော့လေဟောဒီတတ္တာဆိုတဲ့သဘာဝတရားတစ်ခုစိတ်ထဲဝင်လာတာနဲ့တပြိုင်နက်အနောက်တွေအနေထိုင်သွားပြီးကြည်သွားတယ်ပြောတာနော်မှန်ပါဗျာစိတ်ကြည်သွားပြီဆိုရင်ဘာလို့တော့ဒါနကောင်းမှုလုပ်တယ်သီလဆောက်တည်တယ်ဥပုသ်ဆောက်တယ်စိတ်ကြည်တယ်လို့ဆိုအားတဲ့တွေဟောဒီဖြစ်လာတယ်ကုသိုလ်လုပ်ဖို့အတွက်စိတ်အားတွေတက်လာတယ်ဒါတတ္တဝါရဲ့ဆွမ်းဆောင်ချက်တွေ
ကိုယ်တဏ္ဍာမှာတဏ္ဍာဖြစ်လာပြီဆိုရင်ဒီအခြေအနေကိုပေါ်လာပြီလို့ဒီလိုမှတ်နော်ကြွားကျင်တာဝါဒနာစိတ်ဒါတဏ္ဍာမဟုတ်ဘူးနော်အေးကောင်းပြီတဏ္ဍာရှိတဲ့ပုဂ္ဂိုလ်ရဲ့လုံဆောင်ချက်တွေကဘာတွေရှိတယ်လို့ဆိုတရားတရားဆွမ်းအားထက်လာတဲ့ပုဂ္ဂိုလ်ဧကုတ်လိုပါဠိတော်မှာမြတ်စွာဘုရားဟောတာဓမ္မနာကာမောပီလဝတ္တံပီလရှိတဲ့ပုဂ္ဂိုလ်တွေကိုခူးချင်တယ်တွေ့ချင်တယ်ကိုယ်ချင်တရားကောင်းတဲ့ပုဂ္ဂိုလ်တွေနဲ့စုံစည်းချင်ဟုတ်လားတရားရှိတဲ့ပုဂ္ဂိုလ်ကဘယ်ပုဂ္ဂိုလ်ဖြစ်အကျင့်ကောင်းတယ်။ဘယ်ဆရာတော်ကြီးကတကယ်အကျင့်ကောင်းတယ်လို့ဒီလိုပြောတာမျိုးတတ်တာ။သူများပြောလို့ဘယ်ဆရာတော်ကြီးကရဟန္တာလဲဆိုတာမျိုးတော့မဟုတ်ဘူးတော့အကုန်လုံးမှန်ပါဗျာ။အေးဘယ်ဆရာတော်ကြီးကသီလရှိလို့ကြီးလို့ဆရာကောင်းတယ်အကျင့်အနေထိုင်ကောင်းတယ်ဆိုတာမျိုးတော့ဖူးတွေးခြင်းတယ်။လူတွေကလည်းကိုချင်းတရားကောင်းတဲ့လူဆိုတွေးခြင်းနော်။အရာထဲမှာဒီလူကတော့သိတော်တာပဲအနေထိုင်ကောင်းတယ်ကိုချင်းတရားအတောက်စားခင်းတယ်ကိုချင်းတရားအမတန်ကောင်းတယ်လေကံညာမရှိဘူးအပကားမရှိဘူးဆိုတော့တော်လိုက်တယ်တွေးခြင်းတယ်ဟော။ဒါတတ္တရှိတဲ့ပုဂ္ဂိုလ်ရဲ့စိတ်အနေထားတစ်ခုတတ္တမှန်တော်လို့မိတ်ဆက်ဒီသူတော်ကောင်းတရားဆိုလို့ရှိရင်ဘယ်နေရာဖြစ်ဖြစ်တရားလို့ရှိရဆိုသွားနာခြင်းတကယ်ကိုအစစ်မှန်တရားဓမ္မတွေကိုသူကနာယူခြင်းနဲ့စိတ်ဖြစ်ခြင်းတတ္တမှန်တော်လို့မိတ်ဆက်ဒီဝိနည်းသစ္စေရမလံနှမျိုးဝင်လို့ခြင်းဆိုတာလုံးဝသူ့မှာမရှိဘူးစိတ်ကပေးဖို့ကမ်းဖို့ဘာလို့ဒီကိုတတ်နိုင်တဲ့အတိုင်းအတာအတွင်းကပေးဖို့ကမ်းဖို့ဆင်းရဲဖြစ်နေတယ်တချို့ကဟိုရှိတယ်ပေးတယ်မပေးတာမရှိလို့မပေးတာတခြားမစ္စရိယဆိုတာကနေရာကမှာဖြစ်နိုင်တယ်မိဖို့ကြောင့်လည်းပုံဖြစ်တတ်တယ်မိဖို့ကြောင့်လည်းဆိုဟင်းကောင်းလေးချက်လို့ရှိရင်ပေးပါတာလို့ဒါငါအတွက်ဆိုတာတရားကိုဝေးနိုင်တာမျိုးဖြစ်တတ်သေးတယ်မှန်ပါပါအဲ့တော့မစ္စရိယဆိုတာကလွယ်လွယ်လေးနဲ့ဖြစ်တာနော်ငါတို့ဆိုတာလေးကတော့ဖယ်ထားတာတည်းမစ္စရိယခေါ်ရတော့မဟုတ်ဘူးမစ္စရိယဆိုတဲ့အရေးကြီးကသူ့ဘုံငါ့ဘုံမရှိတူတူပဲခွဲဝေခြင်းမရှိဘူးဒါကတော့သူ့အတွက်ဒါသူ့အတွက်ဒါသူ့အတွက်ဒီလိုမထားဘူးအကုန်လုံးရဲ့ညီညီပြအာစားတယ်လို့စားသူစားတယ်လို့စားဒီလိုအမျိုးရှိတယ်ခွဲချမ်းစိတ်မရှိဘူးခွဲချမ်းလောက်လာရင်တော့အဲ့ဒါမစ္စရိယအနည်းငယ်ရှိနေပြီလို့ပြောမှာလူတယောက်ရဲ့ဘုံကျေးဇူးကိုပြောပြီးဆိုလို့ရှိရင်လည်းရှိမစ္စရိယဝင်လာပြီဆိုလို့ရှိရင်နည်းနည်းလေးကိုလူတယောက်ကနေပြီးတော့လူရဲ့တော်လိုက်တာလို့ပြောလို့ရှိရင်ဟုတ်ပါလေဒါပေမဲ့ဆိုတာလေးနဲ့ဆိုရင်တော့အဲ့ဒါပြောပြီးတာမှတ်ပြီနော်ဒါပေမဲ့လို့တက်လာတာနဲ့တည်းနဲ့တခုလာပြီအဲ့ဒါနော်မှန်ပါပါအဲ့ဒါလို့ဖြစ်တတ်တယ်တဲ့နောက်ရှင်အာနန္ဒာတို့ကျတော့လောက်တော့ပြောလို့ဆိုမစ္စရိယဆိုဘယ်ထိအောင်သွားတော့လို့ဆိုလို့ရှိရင်ကုသကောင်းမှုလုံးတဲ့နေရာမှာတော့မှပဲသူကပဲဝေယဝိသလုံးကြပြီဆိုရင်မစ္စရိယရှိလာလို့ရှိရင်သူကကိုညာလာကိုညာပြီးတော့နည်းနည်းတက်တာတဲ့အလုပ်ကိုရွေးလုပ်တယ်အဲ့ဒါကိုယ်ပေါ်မှာမစ္စရိယဖြစ်တယ်လို့ခေါ်တာမှန်ပါပါကာယမစ္စေရကရုဏောကိုညာလိုက်မလုပ်နိုင်တရားတို့ရောသိပင်မမအထုံးမဖြစ်ဘူးကျောင်းရဲ့ထိခိုက်လိုက်တော့ညာလိုက်တာအဲ့ဒါလည်းမစ္စရိယသဘောပဲမှန်ပါပါဧကမိယတိအနေကြီးတွေအားလုံးကိုတရားစွမ်းကြီးမားလာပြီဆိုရင်ဖယ်ရှားပြနိုင်တယ်လို့ပြောတာနော်မှန်ပါပါဒါရီလုံးဝပြောက်ွယ်သွားတယ်ဆုံးဖြတ်ချက်ကရဲရဲနဲ့တတ်တာဒါနဲ့ပတ်သက်ပြီးအထက်ကရာကဆွေးနွေးထားတာတွေလည်းရှိယုံကြည်ရဆိုတာနဲ့ယုံနာဆိုတာနဲ့ပတ်သက်တာဘာသာကြားတွေရောသူတို့တရားမယုံဘူးလားသူတို့ဘုရားမယုံဘူးလားလို့မေးချင်ရှိတယ်အဲ့ဒါတော့တတ္ထာလို့ခေါ်နိုင်မလားတဲ့ရှင်မဘုရားကတော့ဒီတတ္ထာဆိုတဲ့စကားလုံးမှာဘုရားဘာသာမှာသုံးတာအကောင်းဘက်ပဲသုံးတယ်အဆိုးဘက်မသုံးဘူးဒါကြောင့်မို့လို့စိတ်ဖြူစင်မှုအင်အားစုများလို့ပြောတာနော်မှန်ပါရဲ့ယုံကြည်တာမှုအားလုံးကိုတတ္ထာလို့ခေါ်ဘူးတဲ့ဒါကြောင့်မို့လို့
မမှန်ကန်တဲ့အရာကိုမှန်ကန်တယ်လို့ထင်တယ်ဆိုတော့ကိုယ်တကုရှင်ကမဖန်ဆင်းမဲနဲ့ဖန်ဆင်းတယ်လို့ထင်တာအမှန်လားအမှားလားအမှားပါဗျာအဲ့ဒီအမှားမျိုးကိုလက်ခံတာကြတော့ဒါတတ်တာလို့မခေါ်ဘူးလေမှန်ပါပါဒါကတက်တက်စဉ်းစားဉာဏ်အားနေတာပဲလို့ပဲဒီလိုပြောတယ်မှန်ပါပါဒီတတ်တာဆိုတာအဲ့လိုမှမျိုးမဟုတ်ဘူးတဲ့ယုံကြည်ကြိုက်တဲ့နေရာမှာယုံကြည်တာမျိုးကိုတတ်တာလို့ဒီနေရာသုံးပါတယ်ဒါကအထက်ကရာဆရာရဲ့ဆွေးနွေးချက်နော်နောက်တစ်ခါနဲ့ကြည့်မယ်ဆိုလို့ချင်းအေးယုံကြည်တာတွေဟာတရားမဲ့ယုံကြည်တာတစ်ခုရှိတယ်တရားနဲ့ပညာနဲ့ယုံပညာနဲ့ပညာမဲ့ယုံကြည်တာရှိတယ်ပညာနဲ့ယုံကြည်တာရှိတယ်အဲ့တော့ဘုရားမြတ်စွာဘုရားရဲ့တရားဆိုတာပညာအထင်းပါတဲ့အသိဉာဏ်နဲ့ယုံကြည်တဲ့တရားလို့ဒီလိုယူရဆိုလို့ရှိရင်ယုံတာတွေဟာတတ်တာတော့တတ်တာပဲသို့တော့ပညာမဲ့သွားလို့ရှိရင်လမ်းချော်သွားနိုင်တယ်လို့ပြောမှန်းပေါ့မှန်လားကောင်းပြီဒါတတ်တာနဲ့ပတ်သက်လို့နောက်တစ်ခုကတတိတဲ့သူလိုက်ပြောတာလေတတိထားလို့အိမ်မှာရေးကြတယ်ခွေးတတိပြုဆိုတာရေးကြနော်တတိအမလီတတိမေ့နေလိုက်တာလို့ဟောဒီတတိအကြောင်းပြောနေကြအဲ့ဒါလူရဲ့စိတ်ထဲမှာဖြစ်တာအဲ့ဒါဒီနေရာမှာတတိဆိုတာကလေအဘိဓမ္မာတရားတော်မှာသောကနာလို့ခေါ်ထားတဲ့အခါကျတော့ကောင်းတာတွေကိုအမှတ်ရတာမှာတတိလို့ပြောအောင်မှန်ပါပါအရာထဲမှာအကုန်ပြောနေတဲ့တတိတွေကတတိမဟုတ်ဘူးလို့ပြောအောင်တချို့နော်မှန်ပါပါဗျာဒီစကားလုံးသုံးနေပဲလို့ရှိပါလားဟိုခိုးဖို့ကွက်မဲ့လူကလည်းလူတတိရတာပဲလေမှန်ပါပါဘယ်ချိန်ဘယ်နာဘာထားတယ်ဆိုတော့လူမှတ်တာသူလည်းတတိရှိတာပဲဆိုတော့အဲ့ဒီတတိမျိုးခါသုဒ္ဓမှာတော့မိစ္ဆာတတိလို့ခေါ်တယ်မိစ္ဆာတတိဆိုတာတကယ်ကတော့ဒီတတိကိုပြောတာမဟုတ်ပါဘူးတဲ့ဒီတတိကအကောင်းဘက်မှာသုံးတဲ့စကားလုံးမှာလို့ဒီလိုပိုင်ဒါတော့သူရဲ့ဝါဟာရတွေက define လုပ်ထားတာကန့်သတ်ချက်ရှိတယ် meaning မှာကန့်သတ်ချက်ရှိရတယ်ဘယ်ဘာသာစကားပဲဖြစ်ဖြစ်ဒါအတူတူပဲပါဠိကမဟုတ်မြန်မာစကားမှာလည်းကန့်သတ်ရှိတာပဲလေတေချာစဉ်းစားပြီးကြည့်မြန်မာစကားတွေမှာလည်းပြုလိုက်တဲ့အကုန်ယူရတာမဟုတ်ဘူးဒီနေရာဒါသုံးတယ်ဆိုတာဒီနေရာဒါအတွက်ပဲဒီနေရာသုံးဖို့ဖြစ်တာမှမဟုတ်ဘူးဟုတ်လားမှန်ပါပါဒီမှာလည်းတတ်တာဆိုသတိဆိုတာအကောင်းဘက်ပဲယူတယ်လို့ခေတ္တပြည့်တတိကနှစ်မျိုးလို့မှတ်တာသူ့ရဲ့အပြင်ပြလက္ခဏာဆောင်ရွက်မှုနှစ်မျိုးရှိတယ်တစ်ခုကဘာလို့ဆိုရင်အာယုပေါ်မှာစိတ်ဆိုင်နေမှုဒါတတိတစ်ခုနောက်တစ်ခုကအမှတ်ရမှုမှတ်မိမှုဒါလည်းတတိပဲဘုံလုံးလုံးရဲ့နှစ်ကအကြောင်းအရာတွေမှတ်မိတယ်ဟုတ်လားတတိရဲ့ဆွမ်းဆောင်ခြင်းတစ်ခုပဲအခုလောလောဆယ်မှာလုံးနေတယ်ဆိုတာတတိထားနေတယ်ဟောတတိထားနေတယ်ဆိုတာတစ်ခုမှတ်မိတယ်အမှတ်ရနေတယ်ဆိုတာတစ်ခုအဲ့ဒီနှစ်ခုစလုံးဟာတတိနဲ့ဆိုင်တဲ့အရာလေးကြီးပဲလို့ဒီလိုမှတ်ရဒါကြောင့်မို့လို့အင်္ဂလိပ်လိုပြန်တဲ့အခါကျတော့ mindfulness လို့ပြန်တယ် mindful ဆိုတာအခုလောလောဆယ်လုံးနေတဲ့ကိစ္စနဲ့သာဆိုင်တာမနစ်ကကိစ္စမှတ်မိတာ mindful မဟုတ်ဘူးအဲ့ဒါကြတော့မှတ်မိတာတတိယ remembrance လို့ဖြစ်ရတယ်ပေါ့တတိရဲ့စာပေမှာကိုဒီလိုနှမျိုးခွဲကြတာကိုတတိထားဖို့လိုတာပေါ့စာပေမှာကိုပဲတတိဆိုတာတဲ့အခုလုံးဆဲကိစ္စတွေပေါ်မှာဒီစိတ်ဆိုင်နေတာတတိထားနေတာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကပြောခဲ့တာတွေလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကလုပ်ခဲ့တာတွေကိုအမှတ်ရတာဟောနှမျိုးပေါ့လားဒါကြောင့်မို့လို့တတိဆိုတာတချို့ကငယ်ငယ်လေးရဲ့အမှတ်ပြီးကိုယ့်အကိုပြန်ပြီးတော့ဖြေထုတ်ကြည့်လူဘဝရောက်လာတဲ့အခါကျတော့ကိုယ့်ဘဝကိုပြန်အောင်မေ့ကြည့်ဘယ်ရွယ်ကဟာကိုမှတ်ပြီးတယ်ဘယ်အရွယ်ကစပြီးတော့ကိုယ်အတိတရားဝင်လာတယ်လဲမှတ်မိတဲ့စိတ်ဝင်လာတယ်ဒါကိုသတိထားဖို့ဘုန်းကြီးကမမရရ9နှစ်လောက်မှမှတ်မိတယ်လို့ထင်တယ်ရှေ့ပိုင်းကလေတဲမှတ်ပြီးတော့
9 နှစ်အရွယ်လောက်ကတော့မှတ်ပြီဒုတိယကဘာစီကြီးဖြစ်လာတဲ့အခါကျတော့ကျွမ်းညီလောင်ဆိုတဲ့နေဉာဏ်ကြီးတစ်ဆင့်ကတက်နဲ့ရှောက်ပြီးတော့စသတ္တတွေရဟန္တာမှတ်ပြီးသေးတယ်မှန်ပါပါအဲ့ဒီအချိန်ဆိုကြံပြတ်မယ်ဆိုရင်တော့4 နှစ်သား5 နှစ်သားတော့ရှိသေးတယ်မှန်ပါပါတော့ဒီမှာပုံလာတာတွေမှတ်ပြီးတယ်ဒါမှတ်ပြီးတာလေးတွေပြန်ပြီးတော့ပြောတယ်နော်အတ္တရာထဲမှာမှတ်တမ်းတင်ထားတဲ့ကိုရောရာဆရာတော်ကြီးတစ်ပါးကတော့သူကဖွားပြီးတဲ့နောက်မှာ9 လလား9 ရက်လားအဲ့ဒီအရွယ်မှာသူ့မိခင်ကကုန်းပြီးနမ်းလိုက်တဲ့အခါကျတော့ခေါင်းပေါ်ကစတုံးကြီးသူ့ရင်ဘတ်ကိုပြုတ်ကြတာသူဟိုပန်းကုန်းကြီးပြုတ်ကြတာသူမှတ်ပြီးတယ်ဖွားမြင်ပြီးတော့9 ရက်လို့ကျင်းနေအဲ့ဒီလောက်ကစပြီးတော့သူမှတ်ပြီးတယ်သူ့အမေကကုန်းပြီးတော့နမ်းလိုက်တဲ့အချိန်မှာခေါင်းပေါ်ပန်ထားတဲ့ပန်းကုန်းကနေသူ့ဘိုက်ပေါ်ပြုတ်ကြတယ်ဆိုတာလေးကိုသူမှတ်ပြီးတယ်ကဲကိုဘယ်ချိန်ကစမှတ်ပြီးတယ်ဆိုတာလေးကိုရှာကြည့်လိုက်တယ်ဆိုရင်တရားနဲ့တရားတူကြမယ်မထင်ဘူးနော်မှန်ပါပါအဲ့ဒါတတိစွမ်းအားခြင်းဟာတရားနဲ့တရားတူကြသူကတင်ညာနဲ့တွဲထားတာထိကတင်ညာပရထဏခိုင်မြဲတဲ့တင်ညာကတတိကိုစွမ်းအားဖြတ်စေတယ်ဒါကြောင့်မို့တင်ညာနဲ့တွဲရတတိဆိုတာကောင်းတဲ့ဘက်မှာသုံးရတယ်တတိဆိုတာအရေးပါတဲ့အရာဖြစ်တဲ့အတွက်ကြောင့်နိုင်ငံ7 ပါးထဲမှာလည်းတတိပါတယ်ဘုဇင်9 ပါးထဲမှာလည်းတတိပါတယ်တတိဆိုတာအမြဲတမ်းလိုအပ်တယ်တတိမလိုအပ်တဲ့အခါမရှိဘူးပညာဖြစ်ဖို့ဆိုတာတတိမပါရင်လုံးဝမဖြစ်နိုင်ဘူးတို့တော့တတိရဲ့ဆွမ်းဆောင်ချက်ဒီအာယုံပေါ်မှာစိတ်စိုက်ထားလို့ညတာသူတောင်းရှိတယ်သူကသိနိုင်စွမ်းတော့မရှိဘူးမှန်ပါပါသိတာကပညာပဲဘုဘောင်းကြီးလုံးတဲ့သဘောပေါ့မျက်စိကကြည့်ပြီးတယ်ခြေထောက်ကလမ်းလျှောက်တယ်ဆိုတာလိုပဲကြည့်ပြီးစာအုပ်တော့ဖတ်တော့မယ်ဆိုရင်လက်ကစာအုပ်ကိုဖွင့်ပြီးမျက်စိကစာအုပ်မှမဖွင့်နိုင်ရင်သူကကြည့်အောင်ကြည့်တယ်အဲ့ဒီသဘောပဲမျက်စိနဲ့လက်နဲ့ပေါင်းပြီးတော့စာအုပ်ဖတ်လို့ရတယ်ပေါ့တတိနဲ့ပညာပေါင်းပြီးတော့မှတတိကမှတ်ချက်ကလေးတွေပေးရလို့ပညာကသိရတတိကအမှတ်မပေးလို့ရှိရင်ပညာကမသိနိုင်ဘူးပူပေါင်းဆောင်ရွက်မှုသဘောလေးတတိကအမတန်မှအရေးကြီးတာဖြစ်သောကြောင့်မြတ်စွာဘုရားမဂ္ဂင်7 ပါးထဲမှာလည်းတမ္မာတတိလို့ခေါ်တယ်ဘုဇင်9 ပါးထဲမှာလည်းတတိတန်ဘုဇင်ဆိုပြီးတော့ထိတ်ကနေထားပြီးတော့ခေါ်တယ်အရေးပါတဲ့သဘာဝတရားတစ်ခုဖြစ်တယ်သူကတိုးတက်ကြီးထွားလာအောင်လုပ်ဖို့ရတယ်သူတိုးတက်ကြီးထွားလာနေလေအကုသိုလ်တရားတွေလဲလေပေါ့သူ့ကိုတိုးတက်ကြီးထွားအောင်လုပ်တဲ့နည်းတွေမြတ်စွာဘုရားကမဟာသတိပ္ပံတုတ်မှာဟောထားတယ်လေမဟာသတိပ္ပံတုတ်အာယုံ၄ မျိုးပေါ်မှာကာယဆိုတဲ့အာယုံပေါ်မှာဝေဒနာဆိုတဲ့အတွေ့အကြုံပေါ်မှာစိတ်ဓာတ်လို့ဆိုတဲ့စိတ်တော်တွေပေါ်မှာဓမ္မလို့ဆိုတဲ့ဉာဏ်နဲ့အနေထားတွေပေါ်မှာစိတ်တတိကိုမွေးပြီးတော့ပေးရတယ်တတိကိုတိဆောက်ပြီးတော့ပေးရတယ်တတိပ္ပံတုတ်နော်မှန်ပါဗျာစားရင်စားတယ်လို့မှတ်သွားရင်သွားတယ်လို့မှတ်ဆိုတတိကိုမွေးမြူနေတာလေ့ကျင့်ပြီးတော့လုပ်နေတာအဲ့ဒါကမှတ်တာမဟုတ်ဘူးနော်မှန်ပါဗျာကြည့်လေဘုန်းကြီးတို့တွေတော့တတိကင်းနေတယ်ဆိုတာစဉ်းစားကြည့်တယောက်လည်းကိုယ့်ကိုထိုင်းနေလို့ရှိရင်စိတ်ကငါထိုင်းနေတာပါလားလို့မသိဘူးတခြားတွေးနေတာပဲမှန်ပါဗျာစိတ်ကဟိုအတိတ်ရောက်ရှင်ရောက်နေမယ်ဟိုနောက်တည့်ရဲ့အတွက်ရောက်ရှင်ရောက်နေလိမ့်မယ်ကိုယ်ဘာလုပ်နေလဲဆိုတာစိတ်ဆက်မိတာအမှန်တန်ရှားတယ်ဒါကြောင့်မို့လို့စိတ်ဓာတ်တွေမှာသတိပ္ပံကျင့်စဉ်ကိုပြတဲ့အခါမှာရှိခန္ဓာကိုယ်ရဲ့လှုပ်ရှားမှုတွေအားလုံးကိုမှတ်နေအောင်ကြိုးစားပါမှတ်ပါဆိုတာဒီတတိဝိပိပေးတာပဲမှန်ပါပါလောဘတတိတစ်ခုရလာလို့ရှိရင်တတိခြေခံလိုက်တာနဲ့နောက်ကပညာဉာဏ်လိုက်လာတာအဲ့ဒါနဲ့ဘုလို့ဒီတတိဟာလည်းအမှန်တန်မှအရေးပါတဲ့စိတ်ကိုဖြူစင်ဖို့အတွက်အရေးပါတဲ့နဲ့အားစုထဲမှာအရေးပါဆုံးအရာတစ်ခုလို့ဒီလိုမှတ်ရမယ်တတိသခွာဟံတပ္ပတိကံဝရမိဗျာတပ္ပတိကအချိန်မရွေးလိုအပ်တာတော့တတိပဲခုနတတ္တဆိုတာအချိန်မရွေးလိုအပ်တဲ့ဟာမဟုတ်ဘူးတတိကတော့အချိန်မရွေးလိုအပ်တယ်
ကောင်းပြီတတ္တာတတိနောက်တစ်ခုကဟိရိပတ္တပဟိရိဆိုတာရှက်တာဆက်ဆုပ်တာပတ္တပဆိုတာကြောက်လန့်တာရှက်တယ်ဆက်ဆုပ်တယ်ဆိုတာဘာကိုပြောတာလဲဆိုရင်မဟုတ်တာလောကမှာရှက်တယ်လိန်ကြောမှာရှက်တယ်မကောင်းတာလောကမှာရှက်တယ်လူရှိရှိမရှိရှိသူကရှက်တယ်သူကရှက်တာတရားဟိရိဆိုတာကကိုယ့်ကိုရှက်တယ်ကိုယ်တိတ်ခံကိုယ်လုံအောင်ထိနေဘုရားလောကမှာသိရှက်တယ်ဘဒ္ဒဝဆလိန်ပြီးရင်အောင်နောက်လိန်ထလာဘာလားလိန်ထလာဘာလားလို့ရှက်လို့မဆုံးဟိရိဖြစ်နေလို့ရှိနော်ဟိရိမရှိတဲ့ပုဂ္ဂိုလ်ကလည်းရှက်ကိုမရှက်ဘူးလေရက်တဲ့ပြောင်တိုက်အဲ့ဒါကြတော့အဟိရိကလို့ခေါ်တယ်အကုသိုလ်ပဲဥဆောင်သွားဟိရိဆိုတာရှက်တယ်ဆိုတာကိုယ့်ကိုယ်ကိုယ်တိတ်ခါကိုထိန်းတာပြောတာနော်ငါလူကမဟုတ်တာမလုပ်ဘူးကိုယ့်ရဲ့ကိုယ်တိတ်ခါကိုထိန်းနေဟောဟိရိကိုယ့်ရည်တွေကိုကိုယ်အားကိုးတယ်ဟိရိဥတ္တပဆိုတာမကောင်းတာလုပ်လို့ရတယ်လန့်နေကြောက်တယ်သူကြတော့ဘာလို့ထိန်းဘာလို့စိတ်တွေးပြီးတော့ထိန်းရတယ်လို့ဆိုရင်ကိုယ့်ရဲ့ပတ်ဝန်းကျင်ကသိမှသူကြောက်တယ်ကိုယ့်ပတ်ဝန်းကျင်ရှိမှမျက်နှာမပြရဲမှကြောက်တယ်။အော်ငါဒါတွေလုပ်လို့ရှိရင်ငါအမေထိခိုက်မယ်အဖေထိခိုက်မယ်ငါအမျိုးတွေထိခိုက်မယ်ငါပတ်ဝန်းကျင်ထိခိုက်မယ်ဟောသူကဒီလိုစဉ်းစားဟိရိကတော့ဒီလိုမဟုတ်ဘူး။အိုးငါအရေးချင်းတွေထိခိုက်လိမ့်မယ်။ငါလူတော်ဒီကောင်းတယောက်ဖြစ်ခဲ့တဲ့အဘိဓိတွေလို့ရင်ငါကိုငါထိခိုက်တယ်။ဟိုအားတော့မဟုတ်ငါပတ်ဝန်းကျင်ထိခိုက်လိမ့်မယ်။နှစ်ခုစလုံးမှာအတွေးချင်းတာကွာတယ်အဘိဓိကရှောင်လာခြင်းနဲ့တူတူပဲဟိရိပတ္တပသိအရေးကြီးတယ်လို့ရသော်ဘုရားကလောကပါဠတရားလို့ခေါ်တယ်ဟိရိပတ္တပဒီတဲ့လူလောကကြီးကိုထိန်းသိမ်းဆောက်ရှောက်ပေးထားတာလောကမှာဟိရိပတ္တပမရှိတော့ဘူးဆိုလို့ရှိရင်လူလောကကြီးဟာတိရစ္ဆာန်လောကကြီးနဲ့ရောထွေးသွားတော့မှာပဲလူတွေကတိရစ္ဆာန်နဲ့အဆင့်တန်းမြင့်နေတာကိုမြတ်စွာဘုရားရဲ့အလိုအားဖြင့်ဟိရိပတ္တပကြောင့်လို့ပြောတာဟုတ်ကဲ့လားလူတွေကလူတိုင်းကဟိုအဆင့်မြင့်တယ်ကြီးမထင်နဲ့နော်ငါနဲ့ရေပြိုင်ပြီးရင်လူရှုံးမယ်ထင်တယ်လူတွေရှုံးတယ်ငှက်နဲ့ပြန်မယ်ကောင်းကင်ပြန်မယ်ဆိုရင်လူတတ်နိုင်မှာမလားလူတွေအများကြီးရှုံးဆင်ကြီးနဲ့ရောပြိုင်ပြီးတော့အားစားရမယ်ဆိုရင်ဘယ်သူရှုံးလဲလူတွေရှုံးပါပဲဆင်လုံးနဲ့အားကောင်းနော်ဟိုတိရစ္ဆာန်တွေလောက်လည်းအပြည့်မတန်ဘူးငါးတွေလောက်လည်းရေကူးမကူးနိုင်ဘူးရေကူးချမ်းပြရတယ်ငါပဲပြန်ကူးနိုင်လဲနော်လူချင်းတာပြန်လို့ရငှက်တူပြီးတော့ကောင်းတယ်လည်းပြန်လို့မရဘူးအေးစွမ်းရည်တတိတွေကြည့်လိုက်တယ်ဆိုလို့ရှိရင်လူရဲ့အမြင်ကလည်းပဲတိတ်နေကောင်ရဲ့ဂျိုးလေးရဲ့ဟိုလေးရဲ့လင်းလုံးနဲ့ရဲ့မျက်လုံးတော့မဆူးရှာဘူးလင်းလုံးဆိုတာဟိုမြင်ကြီးကကြည့်လို့ရှိရင်ဒီညက်ကလေးတွေကြားထဲမှာမွေသွားနေတာတို့ကြွက်ကလေးတွေသွားတာတို့မြင်ရတယ်သူ့မျက်လုံးကလူမျက်လုံးနဲ့တာပဲဟုတ်လားအဲ့တော့ဒီနေ့အတိုင်းတာတွေရဆိုရင်သူတို့ကပိုးတာအနန္တဆိုရင်လူရဲ့နှာခေါင်းကပွဲစိတ်နှာခေါင်းတော့မဆက်မပြေဘူးနော်သူတို့ကအကုန်သိတယ်ဘာခါခါရောက်လာပြီအဲ့တော့စိုင်းတတိချင်းပြန်ရမယ်ဒီတာမန်တတိပြန်မယ်ဆိုရင်လူကတိရစ္ဆာန်တွေကိုရှုံးနေတာအများကြီးပဲစဉ်းစားကြည့်အဲ့တော့လူကသူတို့ရဲ့တာရာတစ်ခုပါလို့ဆိုရင်အသိဉာဏ်ရှိသည့်အတွက်ကြောင့်ပြိဿာန်တွေအားလုံးပေါ်မှာတွန်းပြတ်သွားတယ်လောကီလိုပြောရင်တော့ brain ပေါ်နေတာပေါ့အသိဉာဏ်ကအဲ့ဒီလေနောက်တစ်ခုပြောတာပါလို့ဆိုခုပြောတဲ့ဟိရိဝတ္တပါဟိရိဝတ္တပါရှိသည့်အတွက်ကြောင့်ဒုက္ခဂုဏ်သိက္ခာအပြည့်ရှိနေတာဟိရိဝတ္တပါမရှိရင်ဂုဏ်သိက္ခာမဲ့တဲ့ပုံဖြစ်သွားမယ်မှန်ပါဒါကြောင့်မြတ်စွာဘုရားကလောကပါဠလူလောကကြီးကိုထိမ့်သိမ်းဆောက်ရှောက်နေတဲ့တရားတဲ့နောက်ပြီးတော့တုတ်ကလူရဲ့ဒီဖြူစင်ကောင်းမှုချမ်းသာတွေရနေဖို့အတွက်ဖြူစင်စေတဲ့တရားလို့မြတ်စွာဘုရားဟောတယ်မှန်ပါပါနောက်တစ်ခုကတော့ဒီဟိရိဥတ္တပဆိုတာဟာဒေဝဓမ္မတရားလို့လည်းခေါ်တယ်ဒေဝဓမ္မဆိုတာနတ်တွေကတန်ဖိုးထားတဲ့တရားပဲအလွန်တန်ဖိုးထားတယ်နတ်လို့ဆိုတဲ့နေရာမှာဒေဝကို၃မျိုးရှိတယ်တပည့်ဥချုပ်မင်းဟုတ်တဲ့ပုဂ္ဂိုလ်တွေကျတော့တမ္မုဒိဒေဝလို့ခေါ်တယ်
တတိယထုတ်တွေမင်းမျိုးတွေတန်မှုတိဒီဝါသူတို့လည်းဟိရိဝတ္တပရှိရတယ်တတိယထုတ်တဲ့ပုဂ္ဂိုလ်ဟိရိဝတ္တပမရှိဘူးဆိုလို့မဖြစ်ဘူးနော်မှန်ပါဗျာနောက်တစ်ခါဥပပတ္တိဒေဝတဲ့တကယ်ကိုနတ်ဘဝရောက်သွားတဲ့နတ်တွေကလည်းဒီဟိရိဝတ္တပတန်ဖိုးရှိတယ်နောက်ဝိတုဒ္ဓိဒေဝဆိုတာယန္တာပုဂ္ဂိုလ်စင်ကြယ်သွားတဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်တွေကလည်းဟိရိဝတ္တပတန်ဖိုးထားတာသိချင်တယ်50စက်ထဲမှာဒေဝဓမ္မစက်ဆိုတာရှိတယ်ဟိရိဝတ္တပကိုဒေဝဓမ္မနတ်တို့တန်ဖိုးထားတဲ့တရားလို့ဒီလိုနာမည်ပေးထားအဲ့ဒီဇာတ်လမ်းလေးရတယ်စိတ်ဝင်စားစရာကောင်းတယ်ဘုရားတော်ကအဲ့ဒီတော့ကမဟိတန္တကုမာရတတိမဟိတကုမာရလို့ခေါ်တယ်မင်းသားဘုရားသူ့ရဲ့ညီငယ်တယောက်ကစန္ဒကုမာရတယောက်ကဒုရိယကုမာရဒီလိုကောင်းရအကြောင်းတစ်ခုကြောင့်တော်ရဲရောက်သွားကြတော်ရဲထွက်သွားကြတော်ရဲရောက်တဲ့အခါကျတော့မောမောပမန်းနဲ့ရေတောက်ချင်တာရေတောက်ချင်တော့တော်ရဲမှာအိုင်နေကိုရေရှာခိုင်းတယ်အငယ်ဆုံးဒုရိယကုမာရလေးကိုထွက်လိုက်ကဲတော့ဘာမင်းနဲ့ရေတောက်တို့အတွက်လည်းရေခတ်ခဲ့ဆိုပြီးတော့ရေသွားရှာခိုင်းတော်ရဲဆိုအလုံးအနေများကရေကန်ကြီးတစ်ခုတွေ့အိုးရေကကြည်စိမ့်နေဒုရိယကုမာရဆိုတာလူကလည်းခန့်ငယ်စင်ညာလည်းတိတ်ရှိရေမြင်လိုက်တာနဲ့မောမောပမန်းအိုက်တယ်နဲ့ရေကန်ထဲကိုဆင်းဖို့ကြိုးစားရေကန်ထဲဆင်းလိုက်ရောလက်မဲကြီးနဲ့ဖမ်းဆွဲထားတယ်ဘလူးလက်ထဲရောက်သွားအဲ့ဒီရေကန်ကြီးကရက္ခတလို့ပမာရီကရက်ခိုက်လို့ခေါ်တယ်ရက်ခိုက်ရဲ့အဓိပ္ပာယ်ကရခိတဝအတ္တိစောင့်ပြီးစားတာဒီနေရာမှာသူကစောင့်နေတာစောင့်နေပြီးဒီထဲဝင်လာရင်တော့ခန်းစားပင်းကူလို့ပဲသူကအဲ့ဒီမင်းသားလေးကိုဖမ်းထားလိုက်သူရေကလည်းဆင်းနေလို့သူကဖမ်းလို့ရှိတယ်ဖမ်းပြီးတော့သူစားနိုင်ခွင့်ကဘာလို့ဆိုရင်သူ့မိဘကိုဖြေရမယ်သူဗာမေးတယ်ဆိုမင်းဒေဝဓမ္မသိတလားဆိုမိဘဖြေမေးဒေဝဓမ္မဆိုတာဘာလဲနတ်တွေတန်ဖိုးရှိတဲ့တရားဆိုပါမယ်မေးပြီးတော့ဘာဝိကြောက်ကြမနဲ့ဖြေတယ်ပေါ့ဟာဒေဝဓမ္မဆိုတာနေလို့လားလို့ခေါ်လာပါလို့ဆိုတာဒီကောင်မသိဘူးဖြေတယ်ဆိုပြီးတော့လောင်ကြိုက်လေးထည့်ထားတယ်လောင်အိမ်လေးထည့်ထားမစားသေးဘူးအဲ့လိုနဲ့ဒုတိယကုမာရဂျာနာကြီးနာရေခတ်သွားတာဂျာနာကြီးနာဆိုတော့လူများဖြစ်နေပြီလားဒီမင်းညီငယ်လိုက်သွားဆိုတော့စန္ဒကုမာရလိုက်လာတယ်လိုက်လာတော့သူကလည်းမောမောပန်းပန်းနဲ့ရေလည်းစားလာရေအရင်မြင်တော့သူကလည်းစင်ညာတဲ့လို့ရှိပါရေရင်ချိုးလိုက်တော့နောက်ပါရှာတော့မယ်ဆိုပြီးရေချိုးဖို့ရေကန်နဲ့အဆင်လိုက်ခုနလက်ပဲကြီးနဲ့ဖမ်းထားလိုက်တာခါတာဒီခုနမေးဖို့မေးတာပဲဒီဝဓမ္မဆိုတာသိလားဆိုတော့ဒီဝဓမ္မဆိုတာအရှိအနောက်တောင်မြောက်ပြောတာပါလေရမ်းဖြေပြန်သူကမရဘူးညီငယ်လေးယောက်စလုံးကအဖြေမမှန်ဖမ်းထားတယ်သူကအဲ့ဒီကြတော့ဘုရားတော်မဟိတန္တကုမာရတို့မဟိတကုမာရလိုက်တာဘုရားတော်ဆိုတာဘယ်ဘဝပဲဖြစ်ဖြစ်စဉ်းစားဉာဏ်တရားရှိတယ်နော်မှန်ပါဘူးအဲ့ဒါကြောင့်မို့လို့ကိုစဉ်းစားဉာဏ်ဆိုတော့သူကဖြစ်လာတာမဟုတ်ဘူးလူကစဉ်းစားတတ်တဲ့အလေးအထားလုပ်ပေးရဉာဏ်လေးဆိုတာဒါဆိုတာသူကသူထက်တာလားတွေးလို့ထက်တာတွေးလို့ထက်တာဉာဏ်ကလည်းတွေးပြီးထက်တယ်နော်မတွေးဘဲနဲ့ပြင်းနေတော့ထက်တော့အဲ့ညာဘုရားတော်ကတွေးနေလို့ထက်တာသူနှလုံးဘုရားတော်မှာမဟုတ်ပဲသူလည်းအသာဥစားတွေနဲ့ပျော်ပါနေတဲ့လူတယောက်ပဲဒီလိုတော့ဟုတ်ကဲ့မှန်ပါပါဗျာကြားပြီးတော့မလားဗမာထဲမှာခင်ကြီးပြောလို့ခင်ကြီးပေါက်တယ်ခင်ကြီးပေါက်တော့ဘလို့နှစ်ယောက်လေးဆိုတာအရင်သမားတစ်ယောက်ကဆိုတာခင်ကြီးပြောလို့ခင်ကြီးပေါက်လို့ရဟန္တာဖြစ်မယ်ဖျားဖြစ်ကြမယ်ဆိုတော့ဘုရားလောင်းနေဟိုကခင်ကြီးပြောတော့ဒုတစ်ယောက်ဆိုတော့ဟိုမှာတောက်သုံးစားလို့ရှိသေးတယ်ဘုရားလောင်းဖြစ်မယ်ဒီကတောက်သုံးစားလို့ရှိသေးတယ်အေးဘုရားလောင်းနေဆိုတာမြေလို့စဉ်းစားဉာဏ်ရှိတယ်လိုက်လာရေခံမြင်တဲ့အခါကျစဉ်းစားမညီငယ်တယောက်နဲ့ဒီလမ်းကသွားတာ
လက်ပြီးတော့ကဲခတ်တော့သူပါသေးလို့ဆိုခြေရလို့သူကဂရုစိုက်ကြည့်ဘာခြေရပဲဖြစ်ဖြစ်ဒီကံဘက်ကိုသွားတဲ့ခြေရကအဆင်းခြေရပဲရှိတယ်အတက်ခြေရမရှိဘူးဆိုတော့တတိထားမှန်ပါပါဒီဒါဘုရားတော်နဲ့မှာစဉ်းစားဉာဏ်လို့ခေါ်တယ်နော်မှန်ပါပါအရာခတ်သိမ်းမှာသူကစဉ်းစားတယ်တွေးခေါ်တယ်ခြေစမ်းဒီမှာခြေရကဟောဒီစဉ်းစားနေရအကုန်အဆင်းခြေရကြီးပဲပြန်တက်တဲ့ခြေရတခုမှမရှိဘူးဧကဒိဋ္ဌာတာဘလူးဆောင်တဲ့ရေကဖြစ်နေဆင်းရင်ကတော့လူဆင်းဆင်းနွားဆင်းဆင်းဘာကောင်းဆင်းဆင်းထားရမှာကွာသူရေကလည်းဆင်းရအကုန်ဖမ်းတာပဲနော်မှန်ပါဗျာအဲ့တော့ငါညီငယ်တယောက်လည်းဒီကောင်ဖမ်းတာဖြစ်မယ်ပေါ့စဉ်းစားတယ်မစင်းလက်ပတ်ပြီးကြည့်ကဲခတ်ဒါပဲလက်ထဲမှာတော့ဓာတ်ကိုမြဲမြဲဆုပ်တာအဲ့လိုကြည့်တဲ့အခါကျတော့မစင်းတော့ဘယ်လိုကဘာလုပ်လို့မရလုပ်ရတော့သူကပါဆွဲလောက်တာပေါ့စီးရုံးလာပြီးတော့သူသွားနေတဲ့နောက်ကနေခြေတံပေးလှည့်ကြည့်တော့လူတယောက်ပြန်ဆောင်ခင်ဗျာခရီးတော်နဲ့တူတယ်ချွေးတန်နေတဲ့ပါလားဒီမပြရေကန်ကြီးရဲ့ဒီအေးစိတ်တော့ချိုးပါလားကြီးတွေသူကဆွဲဆောင်ခင်ဗျာတိတ်အေးတာပဲရေကလည်းရေချိုးပြန်ချိုးပါလားတောက်ပါလားဒီထဲဆိုတော့ဘုရားတော်ကပြောတဲ့ကောင်ကိုကြည့်တဲ့အခါကျတော့ဘလူးဆိုတဲ့ကောင်နှစ်ဖူးမောက်တယ်နော်နှစ်ယောက်ကလည်းနဲ့ကောက်တယ်နှစ်ဖူးမောက်တယ်နှစ်ယောက်ကောက်တယ်ခဏကြည့်လိုက်တော့တူတူလေးတယ်အဲ့ဒါကိုကဲခတ်တာလူမြင်တဲ့အကဲခတ်မိပြီစီနော်ဒီလူရဲ့အင်္ဂါလက္ခဏာကိုကဲခတ်ရတော့အဲ့ဒါလေးကဲခတ်တော့ဒီကောင်တော့ဒီစောင့်တယ်ဘလူးချက်တော့တယ်ဆိုပြီးတော့ဒါဆွဲတော့မြင်ဒီထက်စောင့်တယ်ပေါ့လားလို့မေးတော့ဟိုကမတည်ရဲဘူးဟုတ်ပါငါညီနေအောင်မေးခတ်တာမဟုတ်လားလို့ဆိုဟုတ်တယ်ဒါပေမဲ့ဆင်းရဲဒီတိုင်းမင်းစားနိုင်လားလို့ဆိုမဟုတ်ဘူးလေသူ့ကိုဝိသုဒ္ဓနာမင်းကြီးအပိုင်စားပေးတာဆင်းရဲဒီတိုင်းတော့မစားရဘူးဒီဝါဒမှာမသိဘူးဆိုတဲ့ဒီမှာသူကစားလို့ရတယ်ဒါပေမဲ့မင်းကဒီဝါဒမှာဆိုတဲ့တရားရဲ့အဖြေကိုသိချင်တာလားလို့ဆိုသိချင်တယ်မင်းကဟောပေးမယ်ပေါ့ငါဟောမယ်ငါအဖြေသိတယ်လို့ပြောတော့ကောင်းပြီလေအဲ့ဒါဆိုရင်သူသိသိချင်တာအဲ့ဒါသိချင်တော့ဟောမယ်ဆိုရင်ဟောပါဆိုတော့ငါဒီတိုင်းတော့ဟောနိုင်ဘူးငါကြည့်ချွေးနေရေချိုးအောင်သူကလည်းအကြက်ကဘုရားတော်သူရေချိုးကရေကြည့်တယ်ငါရေလည်းစားရပြီအခုမဟောနိုင်ဘူးလေရေလည်းချိုးနေတယ်ဒီပုံနဲ့ကမဟောနိုင်ဘူးဆိုတော့ဘုရားရေတွေလောက်ပေးရတာပေါ့ရေတွေလောက်ပြီးတော့တရားပလင်တွေပါလေဆင်ပေးပြီးတော့မှအဲ့ဒီမှာဘုရားတော်ကတရားဟောတာဟိရိဥဒ္ဒပတံဗန္နာဒုက္ခဓမ္မသမာဟိတာဟိရိနဲ့ဥဒ္ဒပဆိုတာဒါဒေဝဓမ္မပဲတဲ့တခြားဟာကိုပြောတာမဟုတ်ဘူးတန်တောသဗ္ဗုရိတာဧတိဒေဝဓမ္မာတိဟောစေပညာရှိသူတော်ကောင်းတွေကပြောကြတယ်ဟောဒီဟိရိနဲ့ဥဒ္ဒပကိုဒေဝဓမ္မလို့ခေါ်တာတခြားဟာခေါ်တာမဟုတ်ဘူးခေါ်လိုက်တော့အဲ့ဒီဟာဟိရိအဖြေမှန်ရပြီဆိုပြီးဝမ်းသာတဲ့အခါကျတော့တရားမှန်ရတဲ့သူဝမ်းသာတာပေါ့ဝမ်းသာတော့ဓမ္မပူဇာအနေနဲ့ညီညီအောင်တွေကတယောက်ပေးမယ်ပေါ့ပြန်ပေးမယ်လွတ်ပေးမယ်မင်းအောင်တော့ပေးနိုင်ဘူးဓမ္မပူဇာဘယ်လိုရလဲစိတ်စစ်တယ်နော်ဓမ္မပူဇာအနေနဲ့ညီညီအောင်တွေကတယောက်ကိုပေးမယ်ဘယ်လိုယူမလို့ဘုရားတော်စဉ်းစားဘုရားတော်ဆိုတာဘာလို့လို့မစဉ်းစားလို့ဘယ်တော့မှမလုပ်အဲ့ဒီမှာသူကညီနှစ်ယောက်တည်းကတယောက်ကအရင်သံဃာကုမာရဆိုတာမအေးတူအဖေတူတူရိယကုမာရဆိုတာအဖေကတူတာအမေကွဲအဖေတူမေကွဲအဲ့တော့သူကဘာရွေးလိုက်လဲဆိုတော့အဖေတူမေကွဲဖြစ်တဲ့တူရိယကုမာရလေးကိုရွေးလိုက်တယ်အငယ်ကောင်လေးကိုရွေးလိုက်တယ်မင်းအငယ်ကောင်လေးကိုပေးဓမ္မပူဇာအနေနဲ့ကောင်ဆိုတော့ဘလူးကြီးကဟာနဲ့ရည်ပြီးခင်ဗျာဒီဝဓမ္မတော့သိတယ်ဒါပေမဲ့ခင်ဗျာမလိုက်နိုင်ဘူးတဲ့လောကကျင့်ဥကိုခင်ဗျာမလိုက်နိုင်ဘူးတဲ့အဲ့ဒီခေတ်ကလောကကျင့်ဥကဘာလို့ဆိုရင်အကြီးကိုဦးစားပေးရအငယ်ကိုဦးစားမပေးရအကြီးကိုဦးစားပေးမှကြည့်ပြီရေဥဒ္ဒမောပ္ပစာယန္တိနရာဓမ္မကတော်ကြီးတာဘုန်းကြီးတွေဆိုရင်လည်းဒီဝါကြည့်တဲ့ကိုတော့ဝါငယ်တဲ့ကိုတော့ရှ िख ိုးရမှာ
အကြီးကိုဦးစားပေးရတဲ့ထုံးတမ်းစံနာရှိတယ်အကြီးနဲ့အငယ်ခင်ဗျားအခုအငယ်ကိုဦးစားပေးရဆိုတော့ခင်ဗျားတရားလောကကျင့်ထုံးကိုမလိုက်နိုင်ဘူးတဲ့ဒေဝဓမ္မတော့သိပါလေခင်ဗျာဒီဘက်တော့ခင်ဗျာလိုတယ်ပေါ့သူကအဲ့ဒီကြတော့မှဘုရားတော်ဖွင့်ပြောငါသိတယ်တဲ့ငါမလိုက်နိုင်တာမဟုတ်ဘူးငါတို့တော်နဲ့ထွက်လာရင်သူ့ချောင်ထွက်လာသူကပြဿနာကောင်းဘာဖြစ်လို့လဲဆိုတော့သူ့အမေကသူ့ကိုဘယင်မြောက်ဖို့အတင်းပူစားနေလို့သူ့အဖေကိုအတင်းကပ်ပြီးတော့ဘယင်မြောက်ဖို့ပြောလို့အဖေကလည်းဘယ်လိုတော်ရဲရှောင်းနေကြအောင်ဆိုလို့လွတ်ထွက်လာတယ်ဒီကောင်ပြဿနာကောင်းတော်ရဲရောက်တော့ငါတို့ကနေပြီးတော့ဘလူးစားသွားတယ်လို့ပြောရင်ဘူးမပြေပါမဟုတ်တော့ဘူးလေဒီကောင်ဖြောင်းခဲ့တာလို့ပဲထင်ပါဒါလို့လို့ဆိုတော့အမေတို့ပြေးပဲအမေတို့ပြေးပြီးကောင်လေးခေါ်သွားပြီးတော့ဒီကောင်ကျတော့တတ်ပြစ်ခဲ့ကြတာပြီးတော့မှဘလူးစားတယ်လို့လိန်ပြောတယ်လို့ငါတို့အဲ့လိုအဆူဆွဲခံရမှာဘယ်လိုမှဖြေရှင်းလို့ရမှာမဟုတ်ဘူးလေဒီပြဿနာဟုတ်မှာမဟုတ်လားမှန်ပါပါသူတွေးတဲ့အမှန်ပဲလေမှန်ပါပါအဲ့ဒါကြောင့်လို့တဲ့ငါသိတယ်တဲ့ငါမလိုက်နိုင်ရင်လည်းမဟုတ်ဘူးဒီပြဿနာရှိလို့ငါအငယ်ကောင်ကိုရွေးတာလို့ဆိုတော့ဘလူးရဲ့သဘောကြရင်အဲ့လိုဆိုရင်ဓမ္မပူဇာနှစ်ယောက်စလုံးပဲပြီးပါလေအဲ့ဒါဒေဝဓမ္မစမှာလာတယ်ဟောဒီဒီပတ္တပစအဲ့ဒါပြောတာနော်မှန်ပါပါအေးဒီဆိုတာကိုယ်ပုံကိစ္စကိုကြည့်ပြီးတော့ကိုယ့်ရဲ့အရွယ်ကိုကြည့်တယ်ဟိရိဖြစ်ဖို့ရအကြောင်းတွေကစဉ်းစားရမယ်ကိုယ့်ကိုယ်ကိုစဉ်းစားပြီးတော့ဟိရိဖြစ်တယ်ဘယ်လိုဟိရိဖြစ်လဲအော်ငါအရွယ်နဲ့ဒါမလုပ်ထိုက်ဘူးဟောဒါစဉ်းစားငါတို့ဘုရားရှိတဲ့ပုဂ္ဂိုလ်အနေနဲ့ဒါမလုပ်ထိုက်ဘူးငါတို့အမျိုးကောင်းသားအမျိုးကောင်းသမီးဖြစ်ရတဲ့ဒါမလုပ်ထိုက်ဘူးငါတို့စဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ကဒါမလုပ်ထိုက်ဘူးဆိုပြီးတော့ကိုယ့်ရဲ့အည်သွေးတစ်မျိုးမျိုးကိုအာရုံပြုပြီးတော့ဟိရိကိုတိုးပွားစေရမယ်မကောင်းတာမလုပ်ဖို့ရှောင်ကျင်တဲ့သဘောတရားတစ်ခုပဲเนาะမှန်ပါပါဗျာဘုဒ္ဓဘာသာတော့အဲ့လိုမဟုတ်ဘူးတဲ့ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုစဉ်းစားဒါကြောင့်မို့လို့ဟိရိဟာအစ္ဆဒသမုဋ္ဌာနာပုဂ္ဂိုလ်ကိုကြည့်ပြီးတော့ဟိရိတရားကိုဖြစ်ပွားစေရတယ်ဘုဒ္ဓဘာသာတော့ဘေးကသမုဋ္ဌာကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုကြည့်ပြီးတော့ဘုဒ္ဓဘာသာဖြစ်ရတယ်ဘယ်လိုထူးခြားမှုရှိတော့ဆိုလို့ရှိရင်နှစ်ခုစလုံးမှာတော့မကောင်းမှုမလုပ်ထားခြင်းတူတူပဲတိုးတိုးစဉ်းစားပုံရင်းกว่าတယ်ပေါ့ဟုတ်ပါဘူးကျမ်းဂန်တွေမှာဥပမာပေးထားတာရှိတယ်အေတန်တုံးကြီးတဲ့တတုံးကတော့မိကိုရဲနေအောင်ဖုတ်ထားတစ်ဖက်ကမိရဲနေတယ်တစ်ဖက်ကတော့ဘာလို့ဆိုအညစ်အကြေးတွေလူးနေတယ်အဲ့ဒီနှစ်ခုမှာဟိုဘက်ကမိရဲရဲဖြစ်နေတယ်ဒီဘက်ကဟိုဘက်ကရင်ပူမယ်ဒီဘက်ကလို့ရှိရင်ပေးမယ်ပူမယ်နဲ့ပေးမယ်ပေါ့ပေးဟာကလည်းပေးမှာကြောက်တော့လေဟိုဘက်ကလည်းမကန်ဘူးပူမှာကြောက်တော့ဒီဘက်ကလည်းမကန်ဘူးဟုတ်ကဲ့မှန်ပါပါမကန်ဝင်နဲ့ရှောင်ကျင်တယ်အဲ့တော့ဟိရိဆိုတာပေးမှာကြောက်တာနဲ့တူတူပဲဥဒ္ဒပဆိုတာပူမှာကြောက်တာနဲ့တူတူပဲနောက်ဆုံးမှာမကောင်းမှုအကုသိုလ်မလုပ်ဖြစ်တာအဓိကပဲလို့ဆိုတယ်မှန်ပါပါဗျာဒါကြောင့်လို့ဒီဟိရိဥဒ္ဒပတရားနှစ်ခုကကိုယ်တဏ္ဍာမှာမရှိသေးရင်ရှိအောင်လုပ်ရမယ်ဟိရိဥဒ္ဒပမရှိတော့ဘူးဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်တရားဒီရှင်းမဲ့တဲ့ပုဂ္ဂိုလ်ဘဝရောက်ပြီးအဟိရိကလွတ်တတ်ပါI don't care ဘုရားဒီမဆိုင်ဘူးလေဆိုပြီးရက်တဲ့တော့ပြန်လုပ်တာလို့ပြောချင်ရပြောတာလို့ဟုတ်ကဲ့မှန်ပါပါဗျာအဲ့ဒါမျိုးတွေဖြစ်ကုန်တယ်တဲ့ဒါကြောင့်မို့ဟိရိဥဒ္ဒပဆိုတာအမှန်တမ်းမှအရေးကြီးတယ်လူတော်လူကောင်းဖြစ်ဖို့အတွက်အရေးကြီးတယ်လို့ပြောတယ်ဒီတရားနှစ်ခုပါအဲ့ဒီတရားနှစ်ခုဒီစိတ်ကိုဖြူစင်စေရတဲ့တရားနှစ်ခုဖြစ်တယ်အဟိရိကလွတ်တတ်ပါဆိုတဲ့ဘာဝတရားနှစ်ခုပယ်ရှားပြတဲ့သဘောရှိတယ်ဒါကြောင့်မို့စိတ်ဖြူစင်မှုရဲ့အင်အားစုတွေမှာလည်းပဲရှေ့တန်းကရှိတဲ့တရားနှစ်ခုကိုပြောရအောင်မှန်ပါပါတတ္တရဲ့တတိရဲ့ဟိရိရဲ့ဥဒ္ဒပရဲ့ဟောနောက်တစ်ခုကတော့အာလောဘလို့ခေါ်တယ်အာလောဘဆိုတာလောဘရဲ့ဆန့်ကျင်မဲ့တရားတစ်ခုပဲအာလောဘဆိုတာလောဘမရှိတာကိုအာလောဘခေါ်တာမဟုတ်ဘူးလောဘကိုဖယ်ရှားနိုင်တဲ့စွမ်းရည်တတိလောဘရဲ့ဆန့်ကျင်မဲ့တရားလို့ပြောတာမှန်ပါပါလောဘရဲ့ဆန့်ကျင်မဲ့လောဘကိုဖယ်ရှားပြနိုင်တဲ့စွမ်းအားရှိတဲ့သဘာဝတရားတစ်ခုအာလောဘဒီလောဘကိုပယ်ချက်ပြီးတော့ဒါနကောင်းမှုကိုပြုတတ်တယ်ဒါကြောင့်မို့အာလောဘောဒါနဟေတု
အာလောဘဆိုတဲ့သဘာဝတရားကြီးလူမှုတမ်းမှုကိုဖြစ်စေတဲ့လောဘကိုဖယ်ရှားပြနိုင်တယ်ကတ်စေးကတ်နေတဲ့ကောသဘောမျိုးဖြစ်တဲ့စိတ်နဲ့အာယုံနဲ့ကတ်စေရတဲ့အရာကိုရောပါပြီးတော့ဒီကောနဲ့အလားတူတဲ့လောဘကိုဖယ်ရှားနိုင်တယ်လို့ပြောတာနော်အဲ့တော့လောဘကိုဖယ်ရှားလိုက်လို့ရှိရင်လောဘကြောင့်ဖြစ်တဲ့အကုသိုလ်တွေဖြစ်ပါဦးမလားဖြစ်တော့ဘူးဒါကြောင့်မို့လို့လူလောကမှာလူရတယ်တန်းရတယ်ဆိုတာအာလောဘဆိုတဲ့စွမ်းအားကြောင့်လူနိုင်တန်းနိုင်တာအာလောဘမရှိမလူနိုင်ဘူးဒါတခုအာဒေါသဆိုတာတော့ဒေါသကိုဖယ်ရှားပြနိုင်တဲ့စွမ်းအားတစ်ခုပဲမုန်းမိမှုဆိုတဲ့ဒေါသတရားဒေါသဆိုတာဒီစိတ်ထဲကအလိုမကျတာမကျေနပ်တာမုန်းတာဒါတွေအကုန်ဒေါသဒါတွေမကဘူးကြောက်တာလည်းဒေါသတစေကြောက်ကြောက်ဘာကြောက်ကြောက်တဲကြောက်ကြောက်ကြောက်ခဏကြောက်စိတ်ပေါ်လာရင်အဲ့ဒါဒေါသကိုခေါ်တယ်ဆုံးနေတဲ့ဒေါသအကုသိုလ်ကြောက်တာနဲ့တော့ဆက်နော်ခုနဥဒ္ဒကကြောက်တာမျိုးကဒီမလုပ်တဲ့ဘူးဆိုတဲ့အနေနဲ့ကြောက်တာနော်အေးဒီစကြောက်တဲ့ကြောက်စိတ်ဓာတ်တွေဆုံးနေပြီးတော့စိတ်ထဲမှာပူလောင်တဲ့သဘောဖြစ်တာတွေမှန်များအကုန်လုံးသူကဒေါသလို့ခေါ်ကြောက်တာရဲ့မုန်းတာရဲ့အလိုမကျတာရဲ့စိတ်ဆိုးတာရဲ့ဒါတွေအကုန်လုံးဒေါသအဲ့ဒါတွေကိုဖယ်ရှားပြနိုင်တာကအာရောဓအဲ့ဒီအာဒေါသကိုစနစ်တကျတိုးပွားအောင်လုပ်လိုက်မယ်ဆိုလို့ရှိရင်မေတ္တာဆိုဖြစ်တာမေတ္တာဆိုတာဒီဒေါသကိုဖယ်ရှားနိုင်တဲ့စွမ်းအားဒေါသကိုဖယ်ရှားပြဖို့ရတဲ့လူရဲ့တဏ္ဍာနေမှာမေတ္တာကိုထူထောင်ရမေတ္တာဆိုတာအကျိုးလိုလားတဲ့စိတ်ဒေါသဆိုတာအကျိုးစီးပွားကိုဖျက်ဆီးပြလို့တဲ့စိတ်ဆန့်ကျင်ပဲသူတော်ဘာရဲ့အကျိုးစီးပွားကိုပြုလို့ပြည့်စည်လုပ်ချင်တာကဒေါသသူတော်ဘာကိုအကျိုးရှိစေချင်တာကအာရောဓသဘာဝချင်းမတူဘူးမတူသည့်အတွက်ကြောင့်မေတ္တာဆိုတဲ့အာရောဓသဘာဝတရားကိုမိမိတဏ္ဍာမှာပြိုးထောင်ခြင်းဖြင့်ရေထဲနှလုံးထဲမှာရှိတဲ့အမုန်းတရားတွေကိုဖယ်ရှားရမယ်ဒါအာရောဓဒေါသကိုဖယ်ရှားခြင်းလို့ရှိရင်မေတ္တာကိုပွားတယ်ဒါကြောင့်သုတ္တန်ဒီမှာလည်းမြတ်စွာဘုရားမေတ္တာဘာဝိတ္တဘာဒေါသတပါဟနာယဒေါသတပါဏာယဒေါသကိုဖယ်ရှားပြနိုင်ဖို့ရမေတ္တာဘာဝိတ္တဘာမေတ္တာပွားပါအေးမေတ္တာပွားဆိုတော့သဝေသတ္တအဝေရာမောတုမလက်စောဤထားရွတ်နေတာကိုပြောတာမဟုတ်ဘူးမေတ္တာဆိုတာမနောကံကိုပြောတာနော်မေတ္တာအစစ်အမှန်ဒီမနောကံစိတ်ထဲကအာယုံဆိုင်ပြီးတကယ်ချမ်းသာစေတဲ့စိတ်ဖြစ်ဖို့လိုတယ်နော်သဝေသတ္တတရဝအလုံးပေါ်မှာမေတ္တာလို့ပို့ဝင်မယ်လို့တချို့ကသဝေသတ္တချင်းပြထားကြသေးတယ်ချင်းလို့ကြဘိုးလို့မပါဘူးဆိုတာပါသေးတယ်အဲ့ဒါလိုလည်းမလုပ်ကြနဲ့နော်သဗ္ဗေတ္တချင်းရောကြဘိုးရောအပါဝင်ပေါ့အလုံးပေါ်မှာတတ်မေတ္တာထားနိုင်တာကဒါအာရောဓအမုန်းတရားကင်းစင်တဲ့မေတ္တာတရားနော်မေတ္တာဆိုတာမနောကံပဲဘာဝတာပဲကိုယ်ပါဠိလားစောင့်ပြီးတဲ့အခါကြည့်လေသီလကတော့10ပါးပဲမေတ္တာဘာဝနာပွားပြီးတော့နေတယ်လို့ဒီလိုပြောတယ်အဲ့တော့မေတ္တာတရားကတိဆောက်နေရတတ္တဝါရဲ့အလုံးကိုချမ်းသာစေခြင်းနဲ့ဆိုတဲ့စိတ်ကလေးကိုယ်တဏ္ဍာမှာတစ်ထပ်ဖြစ်နေအောင်လုပ် repetition ထပ်နေတဏှာကြီးဖြစ်နှစ်နာရီဖြစ်အောင်သုံးနာရီဖြစ်အောင်တွေးတာလို့ပြောတာဒါကိုတွေးတယ်တတ္တဝါတွေချမ်းသာကြပါစေသူကသူချမ်းသာတာမချမ်းသာတာကိုယ်နဲ့မဆိုင်ဘူးကိုယ်စိတ်ကသူတို့ချမ်းသာစေခြင်းနဲ့စိတ်ကလေးမွေးဖို့ပဲအဲ့ဒီလိုမွေးရင်အမုန်းစိတ်တွေကပျောက်သွားမှာပဲမုန်းတဲ့စိတ်ကမပေါ်နိုင်တော့ဘူးအေးဒါကအာရောဓဆိုတဲ့သဘာဝတရားကိုထူထောင်ပေးရမယ်အာလောဘရှိလာလို့ရှိရင်ဒီဒါနတရားတွေလုပ်လာတယ်အာရောဓရှိရင်ဘာဖြစ်လဲအာရောဓကိုမေတ္တာဖြစ်သီလဟိတုအာရောဓရှိလာလို့ရှိရင်ကိုယ်ချင်းတရားတွေကောင်းလာဒေါသရှိလို့ရှိရင်ကိုယ်ချင်းတရားတွေကပျက်စီးတယ်ဒီအစိတ်ဆိုးပါရင်လှုပ်ချင်တာလှုပ်တတ်တယ်နော်စိတ်တူလာလို့ရှိရင်လှုပ်ချင်တာလှုပ်တတ်တယ်ဒါကြောင့်မို့လို့အာရောဓသီလဟိတုစိတ်လေးကမေတ္တာထားတတ်လာပြီအမုန်းတရားတွေကင်းလာပြီဆိုလို့ရှိရင်ကိုယ်ချင်းတရားတွေလည်းပြည့်စုံလာတယ်ဒါပြောတယ်တတ္တတတိဟိရိဥဒ္ဓမအာလောဘအာရောဓတတ္တရမစ္ဆတတ္တဒါကတော့သိပြီးတော့သိကြမယ်မထင်တတ္တရမစ္ဆတတ္တဆိုတာ
ကုသိုလ်ကောင်းမှုလုပ်နေတဲ့အခါမှာစိတ်အခြေအနေတွေဟာတုတ္တဝတ္တုကိုညီညီညံ့ညံ့ထမ်းဆောင်နေတယ်အကုန်လုံးတည်ငြိမ်တဲ့ဟာမနီဖြစ်နေတာပြောတာနော်ဒါကလို့ဒီတတ္တရပိစ္ဆတတ္တဆိုတဲ့ဒီစေတသိက်ရဲ့စွမ်းအားလုံးပေါ်မှာသူကဒီအလဲအလတ်ပုံစံဖြစ်တော့ဘယ်တစ်ခုမှအဆုံးမထွက်ဘူးဥပမာပဲဒီသဘာဝတရားတွေကတစ်ခုကနေတစ်ခုဆုံးထွက်နေလို့ရှိရင်လွန်ကဲနေတာမျိုးဖြစ်တတ်တယ်အဲ့ဒီလိုလွန်ကဲမှုမဖြစ်အောင်အလုံးဟာတဏှီလေးဆောင်ရွက်နေအောင်ဘယ်သူကထိမ့်ပေးနေလို့ဆိုရင်တတ္တရပိစ္ဆတတ္တဆိုတာကထိမ့်တယ်အဲ့ဒီတတ္တရပိစ္ဆတတ္တဆိုတာစနစ်တကျပွားလိုက်တဲ့အခါကျတော့ဗျမဝိဟာရတရားထဲမှာဥပိ္ပခာဆိုတဲ့ဗျမဝိဟာရဖြစ်လာတယ်အဲ့ဒါတတ္တရပိစ္ဆတတ္တကိုခေါ်တာဥပိ္ပခာသဟဂုတ်ဆိုတာကခံစားချက်ကိုပြောတယ်ဒါနဲ့ပတ်ဆိုင်နော်ဓမ္မဝိဟာရတရား၄ပါးထဲမှာပါတဲ့ဥပိ္ပခာဆိုတာအလုံးစုံမြတ်တယ်ဥပိ္ပခာကသူကလူတွေပေါ်မှာလိလိရှိရတော့ဘူးသူတို့လုပ်တဲ့စော်ကားမှုချီးမွမ်းမှုကိုလိလိရှိနိုင်တာတိတ်အဆင့်မြင့်တဲ့သူကဥပမာပဲလူတယောက်ကိုယ်ဆဲနေတယ်သူကူညီစားရှင်ကူညီလိုက်နော်ကိုယ်ချီးမွမ်းနေလို့လည်းပုံမကူလုပ်တယ်လို့လုပ်တယ်ဆိုတာအဲ့ဒါဥပိ္ပခာသူလုပ်တဲ့စော်ကားမှုသူ့ရဲ့ဟိုဘာလို့ကိုယ်ပေါ်မှာဦးစားပေးမှုဆိုတာလေးကိုမကြည့်ဘူးလုပ်တဲ့လို့ရှိရင်လုပ်ပေးလိုက်တယ်ညီလူညလုပ်ပေးနိုင်တဲ့စိတ်ဓာတ်တည်ငြိမ်တဲ့စိတ်ဓာတ်ကိုပြောတယ်အဲ့ဒါဥပိ္ပခာဆိုတာအလုံးစုံမြတ်တဲ့ဟာကြည့်နေမြတ်စွာဘုရားတာဝရဟုတ်လားဘိုးချစ်တာမရှိဘူးဒီလိုကြီးရဲ့ဆိုးလို့မျိုးမျိုးတွေရောက်ကြလို့ဘုံဘုံတာမရှိဘူးသူတို့မြတ်တူတူထားနိုင်အဲ့လိုတူတူထားနိုင်တယ်ဆိုတဲ့ဥပိ္ပခာဥပိ္ပခာလို့တချို့ကပြောရင်ဥပိ္ပခာပြုလိုက်တယ်ဆိုမခေါ်မပြောနေတာဥပိ္ပခာလို့ထင်အဲ့ဒါကဥပိ္ပခာနော်ဒီဥပိ္ပခာဆိုတာကမခေါ်မပြောနေတာကိုပြောတာမဟုတ်ဘူးကိုယ်စိတ်ထဲမှာအချစ်အမုန်းကင်းပြီးလုပ်တဲ့နာလုပ်တာဥပိ္ပခာလို့ခေါ်ကြည့်လေဘုရားတော်မြောက်ကြီးကောင်လူကြီးတယောက်ဟာခြိုက်ကြီးတဲ့ကြာပြန်မတက်နိုင်တော့အဲ့ဒါအားခေါ်မလာကောင်းတယ်ချင်ပန်စီကြီးဒီမှာလည်းအားကောင်းတယ်ဆိုတော့နော်ရိုးရိုးသေးသေးလေးတော့မဟုတ်တော့ချင်ပန်စီကောင်းကြီးဖြစ်လိမ့်မယ်တဲ့အဲ့ဒီလူကြီးခြိုက်ရဲကြနေတာသူကတနာတော့ຫນွေရိုးယူပြီးတော့အဲ့ခြိုက်တဲ့ကိုခုံဆင်းလိုက်ပြီးတော့ခြိုက်ရဲကြတဲ့လူကိုကြောပိုးပြီးတော့အဲ့ခြိုက်ကနေခုံတက်တယ်အတော့ကိုမောတော့သူလည်းတော့ကြိုးစားနေခြိုက်ကလည်းတော်တက်ပုံရအတော့မောတော်တဲ့အခါကျတော့ခဏအပန်းဖြေလို့ဆိုပြီးတော့ခြိုက်ကတဲလာတဲ့လူကြီးပေါင်ပေါ်မှာသူခဏအိပ်ရစီဆိုပြီးတော့သူကလည်းယုံကြည်ချက်ရှိတယ်ငါကယ်ထားတဲ့ကောင်ကဘာမှလုပ်လို့မထင်ဘူးပေါင်ပေါ်ခဏအိပ်နေတယ်ကိုလူကစိတ်ကူးရအိမ်ပြန်လာငါဘာမှမပါဒီရောက်ကောင်းကြောက်ခဲနဲ့ထုတ်ပြီးတော့အိမ်သူ့အသားတွေယူသွားရင်ကောင်းမှာမဟုတ်ကြဘူးရောင်းလို့ရမယ်ဆိုယောက်သားနဲ့မျက်နှာလှုပ်ချင်နေတာသူအဲ့ဒါနဲ့အိပ်ပြောနေတဲ့အချိန်မှာအဲ့ဒါကြောက်တုံးကောက်ကင်ပြီးတော့ခေါင်းထုတော့ဟိုဖြတ်ကနေဆိုလန့်ပြီးတော့ခေါင်းမှာသွေးရဲတန်ရဲနဲ့ဖြစ်ပြီးတော့တိတိမွန်တက်ပြေးတာပေါ့ခေါင်းမှာတော့ပေါက်သွားပြီတော်နာသွားပြီတော့ဒီလူကလမ်းပြောင်းလူတွေရဲ့သွားတဲ့လမ်းကိုပြန်ရောက်မှာမဟုတ်ဘူးသူလုပ်ထားတဲ့သူ့ရဲ့စော်ကားချက်ကိုကြည့်အသာမေ့ထားတယ်ညောင်ချင်းမေ့ထားတယ်မင်းကငါလမ်းဆောင်အောင်လိုက်ပြန်မယ်ငါကိုကြီးကပဲပေးပြီးသူကငါခဏအမောဖြေလို့မင်းငါတတ်ဖို့ကြံတာမဟုတ်အဲ့တော့ဒီနေ့လူဆိုလို့ရှိရင်ဥပိ္ပခာမထားနိုင်ဘူးဆိုလို့ရှိရင်အဲ့ဒီကလေးလစ်သွားပြီမရှိတော့ဘူးဟုတ်လားဥပိ္ပခာထားလိုက်တယ်သူလုံးတဲ့လုံးရကိုဥပိ္ပခာထားလိုက်တယ်သူကူညီမဲ့ဟာကိုလမ်းဆုံးပြောင်းကူညီတယ်ဒါပေမဲ့မင်းနာတော့ကတ်လို့ဖြစ်တော့ဘူးမင်းကအန္တရာယ်ရှိတဲ့ကောင်ငါကပြည့်တပင်ကနေတပင်ကူးသွားမယ်ငါသေးစက်ကြတဲ့နောက်ကလိုက်တယ်တော်ကြီးတွေကတောဆိုတာပြင်ထွက်ဖို့အလွန်ခက်တာနေမမြင်လာမမြင်ဖြစ်အဲ့ဒါကိုသွေးဆက်ပြပြီးတော့လမ်းကြောင်းရှာပြီးဟိုးတော့ရဲ့အထက်ထီအောင်လိုက်ပို့ပေးလိုက်အဲ့ဒါမျိုးပြောတာဥပိ္ပခာဆိုတာမှန်ပါဗျာအလုံးမမြတ်တယ်ချင်းလို့လည်းပုံလို့ဘူးမုန်းလို့လည်းပြစ်မထားဘူးအဲ့ဒါကဥပိ္ပခာတရားလို့ပြောတယ်
ဘာလို့ဆိုရင်တပိတတံကာမတကဆိုတဲ့အတွေ့လူဆိုတာကိုယ်ကံနဲ့ကိုယ်သွားကြမှာမုန်းနေလို့လည်းအကချက်နေလို့လည်းအကစိတ်တည်ငြိမ်မှုကိုထားနိုင်တာဥပိ္ပခအဲ့ဒါတတ္တရပိစ္ဆန္ဒတာလို့ခေါ်ပါလေကဲကောင်းပြီဒီကနေ့နော်စိတ်ဖြူစင်မှုအားစုများဆိုတာလက်ခံကြတော့မှဘုန်းကြီးတို့ဆက်ပြီးတော့ဟောပါမယ်အားလုံး25မျိုး25မျိုးသောတရားဒီနေ့အရေးကြီးတာလေးတွေကိုပြောလို့ကြည့်ပြီဒါကြောင့်မို့လို့ဖြူစင်တဲ့သဘာဝတရားတွေမိမိတို့တဏ္ဍာမမရှိသေးရှိအောင်ကြိုးစားကြဖို့ရှိပြီးလို့ရှိရင်လည်းတိုးတက်လာအောင်စနစ်တကျကြည်ကြံတို့ကိုအထုတ်ချင်းဖြင့်ဖြူစင်တဲ့အားစုတွေစိတ်ဖြူစင်တဲ့အားစုတွေမိမိတို့ရဲ့တဏ္ဍာမရောက်ရှိလာတဲ့အခါကျတော့စိတ်ရဲ့အညစ်အကြေးတွေဟာမဲတဲ့ပြီးထိုအညစ်အကြေးတွေကိုအကြောင်းပြုပြီးဖြစ်ပေါ်လာတဲ့ဆင်းရဲဒုက္ခတွေကလည်းတက်တာနောက်ဆုံးထိုဆင်းရဲဒုက္ခတွေလွတ်မြောက်ကြောင်းနိဗ္ဗာန်တည်းကိုလမ်းကြောင်းကြီးကိုတွေးပြီးတော့သာဝရချမ်းသာတဲ့အငြိမ့်တက်ကိုကိုယ်စီကိုယ်ငါမျက်မှောက်ပြုနိုင်ကြပါစေ။ခေတ္တပူရတတ္တဝါများစွာဝေယံကွာသံဃာကြပါစေဒါယိချံဘုံငါဖြံဝိညာဉ်ကြပါစေစေချမ်းမာချမ်းသာဘုရားဆန္ဒပြပါစေနမောတရံပိဝိတဝနာဝိတာသဗ္ဗေတမုဟတ္တာအဇရမရာတိတိဘောနိဗ္ဗာနံယန္တုတာရောဓမ္မောတရံလောဘဒေါသမောဟစိတ်ကြောင့်ပြည့်ပြောက်ခြင်းတရားစင်ကိုပြီးတော်ဝန္တာရှင်ပြတောက်ကြရနာရရကုန်သောကြောင့်ဝိတာတတိပူဇာခြင်းနောက်ကိလေသာအစေတောက်ဥဒညာတို့သည်တမုဒ္ဒပိကြပဲတွင်ရေမတင်တဲ့ကဲ့သို့ကင်းစင်တွင်ပြောင်းပေမြောက်အောင်ပဲဖြောင်းအကုန်သည်ခွန်လူစစ်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအသုရမကအိုခြင်းနဲ့ကွာနာခြင်းနဲ့ကင်းသေးခြင်းနဲ့ရှင်းကြသောဒီဒီဝံကိလေသာမှုကုခတိကင်းခြင်းရာအစစ်ဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်အင်းမြို့တော်သို့သာရောတရားချိတ်ခင်စိတ်ကောင်းဝိညာဉ်သူတော်စဉ်များတို့သည်ယန္တုပါရမီအဆင့်ဖြင့်မြင်လည်းမြင်၍မလင်ပုံသည်ဆက်ရောက်တော်မူကြပါစေကုန်သတည်း